ဒီတော့ဒီကနေ့ညတရားဒေသနာတော်တို့ကိုနာယူကြည်ညိုကြဖို့ရောက်ရှိလာကြတဲ့အလုံးသောတရားနာပိဋကပေါင်းတော်တို့ကိုအရင်တို့ဗတရားဟောခြင်းတော့ဆိုလို့ရှိရင်နော်ဒီနေ့ကစပြီးတော့နောက်ထပ်9ညအလုံး6ညဒီမှာစက်တိုက်တရားပွဲများစီမံထားကြတာဆိုတော့ဦးဇင်းတို့ဗတရားဟောရကောင်းမလို့စဉ်းစားလိုက်တဲ့အခါမှာမြတ်စွာဘုရားလက်ထက်တော်ကာလကမထေရမြတ်ကြီးတွေရဲ့အကြောင်းကိုပြောရရင်တော့ကောင်းမှာပဲလို့အဲ့လိုစိတ်ထဲမှာနောက်စဉ်းစားမိတဲ့အတွက်ကြောင့်အခါတဝါကကြီးနှစ်ပါးဖြစ်တော်မူကြတဲ့ရှင်သာရိပုတ္တရာရှင်မမောဂလန်နောက်ပြီးတော့ရှင်မကတ္တပအရှင်အာနန္ဒာအရှင်အနုရုဒ္ဓအစရှိတဲ့မထေရမြတ်ကြီးတွေရဲ့အကြောင်းကိုပြောဖို့ဦးဇင်းတို့စီစဉ်ထားပါတယ်ဟုတ်လားအဲ့တော့ဦးဇင်းတို့ဒီကနေ့ညစတင်ပြီးတော့ပြောမယ်မထေရမြတ်ကြီးကနော်ရှင်သာရိပုတ္တရာမထေရမြတ်ကြီးရဲ့အကြောင်းကိုပြောမှာပါလက်ရတော်ရာအရှင်သာရိပုတ္တရာမထေရမြတ်ရဲ့အကြောင်းမထေရမြတ်ကြီးရဲ့ဟောကြားခဲ့တဲ့တရားတွေမထေရမြတ်ကြီးရဲ့အကြောင်းတွေကိုမှတ်တမ်းတင်ထားတာတွေကအလွန်တရာမှများပြားတယ်ဒါကြောင့်ဦးဇင်းတို့ဟောမယ်ဆိုလို့ရှိရင်တော့ရှင်သာရိပုတ္တရာမထေရမြတ်တစ်ပါးနဲ့ပတ်သက်တဲ့အကြောင်းအရာကိုဟောပြောနေမယ်ဆိုရင်ကိုတော့အများကြီးဟောလို့ရတယ်ပေါ့သို့တော်လည်းပဲကျန်တဲ့မထေရမြတ်တွေရဲ့အကြောင်းကိုပြောကျင်နေတာဖြစ်တဲ့အတွက်ကြောင့်ရှင်သာရိပုတ္တရာမထေရမြတ်ကြီးရဲ့အကြောင်းကိုတော့ဦးဇင်းတို့2ညလောက်ပြောမယ်လို့စဉ်းစားထားပါတယ်ဟုတ်လားအဲ့တော့ဒီကနေ့ရှင်သာရိပုတ္တရာမထေရမြတ်ကြီးရဲ့အကြောင်းအပိုင်း1လို့ဆိုကြပါစို့နော်အလုံးနာယူကြည်ညိုကြည့်ကြရအောင်နော်ဒီတရားဒေသနာတော်ကိုမဟောကြားသေးခင်မနာကြားသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုရောမြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိစရာတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့တပ္ပညုတဉာဏ်ဒီဟုသောပညာကိုထိုမဟာကရုဏာကိုပညာကိုနှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုရောမြတ်ကိုယုတိမြတ်တို့ရှိခိုးပူတော်ကြအောင်စို့အလုံးလက်အုပ်ချီမှုပြီးတော့အာယုံပြုကြရအောင်ကရုဏာတိတလဟရေယံပညာပိဇောတဝိယတမောဟတမံသာနေရမေရလောကကရုဝန္တိသူကတံဂတိဝိမု ddံကရုဏာတိတလဟရေယံမဟာကရုဏာတော်ဖြင့်ဤမြသောစိတ်နှလုံးလည်းရှိတော်မူပါပေထသောပညာပိဇောတဝိယတမောဟတမံအရဟတမတိဟုသောအယောင်အလင်းဖြင့်အဝိဇ္ဇာတိဟုသောအမိုက်မောင်ကိုဖယ်ခွာတော်မူ၏ထသောသာနေရမရလောကကရောလူနတ်မြမတတ္တဝါနန္ဒတို့ဤကြောက်တီတန်းတို့လေကရုပြုရာတရှုရီသောဆရာသခင်လည်းဖြစ်တော်မူပါပေထသောဂတိဝိမု ddံ ဒေဝမနုဿနိရယနှင့်ဝေတတရိစ္ဆန်လာယအရှိငါတန်သောဂတိတို့မှလိထိုသဖြင့်ကင်းလွတ်တော်မူပြီးထသောဒုက္ကတံတတ္တဝါတို့အားအကျိုးများကြောင်းဟုတ်မှန်သောစကားကောင်းကိုသာမျက်ရှိတော်မူပါပေထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်ထားဗရမ ्या ကဲ့သို့ပြတ်သားထင်တဲ့သိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညတ်ပရမတ်မမူယုံနာနှဖျားဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဟိုနေဝနာမှာကာယဝစီမနောကြည်၍သုံးဤဒွါရပနာမဖြင့်ဒုက္ခယောကျိုးလက်စုံမိုးကရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရားလက်ရတော်ရာရှင်သာရိပုတ္တရာမထေရမြတ်ကြီးရဲ့အကြောင်းကိုစတင်ပြီးတော့နာယူမှတ်သားကြရအောင်နော်ဘယ်လိုဘယ်ကနေစတင်ပြီးတော့ပြောခြင်းတော့ဆိုတော့ဒီအကတဝကမထေရမြတ်ကြီးနှစ်ပါးရှင်သာရိပုတ္တရာနဲ့ရှင်မမောဂလန်သူတို့ဒီအကတဝကရှုကိုပန်တဲ့ဘဝကစပြီးတော့ဦးဇင်းတို့ပြောပါမယ်ဘယ်တော့ကသူတို့ဟာဒီရှုကိုပန်ခဲ့ကြတာတော့ဆိုတော့လွန်ခဲ့တဲ့တ
သင်္ချေနဲ့ကဘာတသိန်းထက်ကာလမှာအနောမဓာတ်တိဆိုတဲ့မြတ်စွာဘုရားပွင့်တော်မူတယ်လို့ဆိုပါတယ်အဲ့ဒီအနောမဓာတ်တိမြတ်စွာဘုရားရဲ့လက်ရတော်ယံကနိတ္တဗမထေလို့ခေါ်တယ်တဲ့လက်ဝဲတော်ယံကအနောမမထေလို့ခေါ်တယ်တဲ့အဲ့ဒီအနောမဓာတ်တိမြတ်စွာဘုရားရဲ့လက်ထက်တော်ခါကာလမှာအရှင်သာရိပုတ္တရာဖြစ်လာမဲ့အရှင်သာရိပုတ္တရာရဲ့အလောင်းလေယာကတရဒလူလင်ဆိုပြီးတော့အလွန်ချမ်းသာကြွယ်ဝတဲ့အမျိုးမှာလူဖြစ်တယ်ပေါ့သူ့မှာအလွန်ရင်းနှီးတဲ့ငယ်ငယ်လေးတွေကစပြီးတော့စော့ဘော်စော့ဘက်အလွန်ရင်းနှီးရတဲ့အလွန်ချစ်ခင်ရတဲ့တိရိဝတ္တနာဆိုပြီးတော့တငယ်ချင်းတယောက်လည်းရှိတယ်အဲ့ဒါဦးဇင်းတို့အရွယ်ရောက်လာတဲ့ခါကျတော့အိမ်တော်ရသားကြအဲ့ဒီမှာတရဒလူလင်ကတတိတံဝေကရတဲ့အတွက်ကြောင့်လူပောင်ကိုစွန့်ခွာပြီးတော့တောထွက်ပြီးတော့သူယတိဝတ်တယ်တဲ့အဲ့လိုယတိဝတ်တော်လည်းပဲယတိဝတ်ခါနေမှာသူ့ရဲ့တန်ခါချင်းဖြစ်တဲ့သတိဝတ္တနာကိုသူခေါ်တယ်ပေါ့မင်းယတိဝတ်နိုင်မလားငါကတော့မဝတ်နိုင်ဘူးဆိုတော့အဲ့ဒီမှာတရဒလူလင်ကသူပိုင်ဆိုင်တဲ့ဥစ္စာပစ္စည်းအလုံးကိုစွန့်လွတ်ပြီးတော့ယတိဝတ်သွားတာအဲ့ဒါဦးဇင်းတို့တရားနှလုံးကျင့်သုံးရင်းနဲ့နော်ဇံပင်ခြင်းနဲ့ပြည့်စုံတဲ့တကူဣတိပတ်နဲ့ပြည့်စုံတဲ့ယတိသူတော်စင်တစ်ပါးဖြစ်တယ်ပေါ့အဲ့ဒါနောက်တော့သူ့ကိုကြည်ညိုလို့သူ့စီကိုတပည့်ခံပြီးတော့လာပြီးတော့ကျင့်သုံးကြတဲ့တပည့်တွေယတိတွေတဖြည်းဖြည်းနဲ့များများလာလိုက်တာ9400လောက်တောင်ရှိတယ်တဲ့အလွန်များတဲ့တပည့်ပေးသက်ကြီးကိုအုပ်ချုပ်ပြီးတော့နေတာပေါ့နော်တော်ထဲမှာအဲ့ဒါလို့နဲ့ဒီတရရယတိအရှင်မြတ်တော်ထဲမှာတော့ဇန်ချမ်းသာနဲ့နေနေတဲ့အချိန်မှာပဲလောကသုံးပါးမှာအနောမဓာတ်တိမြတ်စွာဘုရားပွင့်တယ်။ဒါဘုရားရှင်ကိုရောင်မြတ်ကြီးကတနေ့မှာဟောတပည့်ညုတဉာဏ်ကွန်ရက်ကိုဖြန့်ကျက်ပြီးတော့ကြည့်တဲ့အခါမှာအဲ့ဒီတရရယတိရဲ့တပည့်ပေါင်း9400ကျွတ်တန်းဝင်မယ်ဆိုတာကိုသိတယ်မြင်နေတဲ့။အဲ့ဒါနဲ့အနောမဓာတ်တိမြတ်စွာဘုရားကတရရယတိရှိတဲ့တောထဲကိုကြွသွားတာ။ဒါဦးဇင်းတို့အတူတူလေးပဲပြောမှာပါဟုတ်လား။အဲ့လိုကြွသွားတဲ့အခါကျတော့တရရယတိရှင်သာရိပုတ္တရာအလောင်းဖြစ်တဲ့အဲ့ဒီယတိအရှင်သူမြတ်ကဒါဟာသုံးလောကထွတ်ထားတပ်ပင်ညူမြတ်စွာဘုရားပဲလို့နော်ဒီရုပ်ပိုင်းဆိုင်ရာလက္ခဏာတော်ကြီးငယ်အသွေးသွေးနဲ့တင့်တယ်တဲ့ယူပကာယတော်ကိုဖူးမြင်ရတာနဲ့ပဲသူအတတ်သိတယ်အဲ့ဒါနဲ့အလွန်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ပဲဆိုပြီးတော့နော်ပန်းပုံကြီးပေါ်မှာပူဇော်ပြီးတော့နော်ဘုရားရှင်ကိုရမေကြီးကိုသူရှ िख ိုးပြီးတော့ပူဇော်တယ်အဲ့ဒါခဏနေတော့သူ့ရဲ့တပည့်တွေရောက်လာတော့ဩဒီအရှင်မြတ်ကတို့ရဲ့ဆရာတဲ့တောင်မြတ်သလားလောကမှာတို့ဆရာတဲ့မြတ်တာဘယ်သူမှမရှိဘူးလို့တို့ထင်နေတာခုတို့ရဲ့ဆရာကပဲဒီအရှင်မြတ်ကိုနော်ပူဇော်နေတယ်ရှ िख ိုးနေတယ်အဲ့လိုမျိုးဖြစ်တော့တရရယတိကဟုတ်တယ်ဒါဟာသုံးလောကထွတ်ထားတပ်ပင်ညုမြတ်စွာဘုရားဖြစ်တယ်ငါထက်အစာပေါင်းသိမ့်တန်းဂရေမကမြင့်မြတ်တယ်လို့အဲ့လိုမင်းရှိတော့တပည့်ယတိတွေကလည်းမြတ်စွာဘုရားကိုရှ िख ိုးကြပူဇော်ကြပါအဲ့ဒီအချိန်မှာနောမဓာတ်တိမြတ်စွာဘုရားကအဋိဋ္ဌံနဲ့ငါရဲ့လက်ရတော်ရန်လက်ဝဲတော်ရန်မထေဖြစ်တဲ့နိဒဗမထေနဲ့အနောမမထေဟာယဟန်တန်ဃာပေါင်းများစွာချမ်းရမ်းပြီးတော့ငါစီကိုလာစေတည်းလို့အဋိဋ္ဌံနဲ့အဲ့ဒါခဏနေတော့အဂတဝကအစုံနဲ့ယဟန်တန်ဃာပေါင်းများစွာနောမဓာတ်တိမြတ်စွာဘုရားဒီကိုရောက်လာကြတယ်အဲ့ဒီမှာမြတ်စွာဘုရားကလက်ရတော်ရန်လက်ဝဲတော်ရန်မထေမြတ်နှစ်ပါးကိုတရားဟောခိုင်းတယ်ယသိတွေကိုအဲ့ဒီလိုတရားဟောတဲ့အခါမှာယသိတွေရဲ့စိတ်ထဲမှာဘာအတိတုဉာဏ်တို့မှမရဘူးဒါပေမဲ့ထူးခြားတာတစ်ခုကဒီမြတ်စွာဘုရားကဒီယဟန်နှစ်ပါးကိုအလွန်ဦးစားပေးပြီးတော့တရားဟောခိုင်းတယ်ဆိုတာကိုတွေ့မြင်ရတော့တရရယသိရဲ့စိတ်ထဲမှာအဲ့ဒီအက္ခတဝကနှစ်ပါးကိုအလွန်စိတ်ဝင်စားတယ်အဲ့ဒါအက္ခတဝကနှစ်ပါးတရားလည်းဟောပြီးရောအနောမဓာတ်တိမြတ်စွာဘုရားဆက်ပြီးတော့တရားဟောတယ်နော်ဘုရားတို့ရဲ့တင့်တယ်ခြင်းဖြင့်တရားဒေသနာကိုဟောကြားတဲ့အခါမှာယတိပေါင်း9400ယဟနာဖြစ်တယ်တဲ့ဒါပေမဲ့ဆရာကြီးဖြစ်တဲ့တရရယတိကတော့ဘာအတိတုဉာဏ်တို့မှမရအောင်ဘာဖြစ်လို့မရတာလဲဆိုတော့မြတ်စွာဘုရားတရားဟောနေတဲ့အချိန်မှာသူ့ရဲ့စိတ်ထဲမှာအဲ့ဒီအက္ခတဝကမထေမြတ်နှစ်ပါးရဲ့အကြောင်းပဲရှိနေတယ်ဒါကိုသူအရင်စိတ်ဝင်စားတယ်အဲ့ဒါနဲ့တရားလည်းဟောပြီးပြီဆိုတော့အဲ့ဒီအနောမဓာတ်တိမြတ်စွာဘုရားကိုလျှောက်တယ်ရှင်ဘုရားအဲ့ဒီမထေမြတ်နှစ်ပါးကဘယ်လိုအစဉ်တမ်းမျိုးရှိတာလဲဘယ်လိုအနေထားမျိုးလဲလို့မေးတော့ဒါကလက်ရတော်ရန်ဒါကလက်ဝဲတော်ရန်
အဲ့လိုမျိုးမင်းရှိတဲ့အခါကျတော့အဲ့ဒီတရရရှင်ရဲ့သေးကငါကတော့တဆူသောမြတ်စွာဘုရားရဲ့လက်ထက်မှာလက်ရတော်ရန်ပညာအရာမှာအသာဆုံးအမြတ်ဆုံးဖြစ်တဲ့လက်ရတော်ရန်မတည်ဖြစ်ရရင်တော့ကောင်းမှာပဲဆိုပြီးတော့ဒီမှာသူစုပန်တာဟုတ်လားနော်တပည့်တွေကဘာဖြစ်သွားတော့ယန္တာဖြစ်သွားတာနော်အဲ့ဒီမှာသူကမြတ်စွာဘုရားပြန်ကြွသွားပြီဆိုတော့သူလည်းပဲဇံပိန်ခြင်းနဲ့သူ့ရဲ့တငယ်ချင်းရှိရာတိတိဝတ္တနာစီကိုသွားတာသွားပြီးတော့တငယ်ချင်းငါကတော့လက်ရတော်ရန်နော်အက္ခတဝကယာတို့ကိုငါဆွတောင်းခဲ့တယ်မင်းလက်ဝဲတော်ရန်ဆုကိုမင်းယူပါတိုက်တွန်းတာဟုတ်လားအဲ့တော့ငါဘုရားနဲ့မရင်းနေဘူးဆိုတော့ကိုင်းအဲ့ဒါငါကိစ္စရှိသေးမင်းစုပန်ဖို့ပဲလက်ဝဲတော်ရန်ဖြစ်ခြင်းနဲ့စိတ်ဆန္ဒရှိဖို့ပဲအရေးကြီးတယ်ဆိုတော့ငါလည်းဖြစ်ခြင်းတယ်ဆိုပြီးတော့အဲ့ဒီမှာဘုရားပင့်ပေးတဲ့ကိစ္စကိုတရရယတိကဆောင်ရွက်ပြီးတော့တိတိဝတ္တနာတငယ်ချင်းတကြွယ်ကလည်းပဲလက်ဝဲတော်ရန်ဆုကိုတောင်းတယ်အဲ့ဒါရှင်မမောဂလန်ဖြစ်လာမှာပဲဦးဇင်းတို့ပိဋကတ်တော်တွေထဲမှာဒီရှင်သာရိပုတ္တရာရှင်မြတ်ကြီးနဲ့ရှင်မမောဂလန်အရှင်မြတ်ကြီးတို့ရဲ့အကြောင်းအရာတွေကများသောအားဖြင့်တွဲပြီးတော့ပါလာတာဒါလွန်ခဲ့တဲ့ဦးဇင်းတို့တသင်္ချေနဲ့ကဘာတသိန်းအထက်မှာဖြစ်ပျက်ခဲ့တဲ့အနေအထားတစ်ခုပေါ့အဲ့ဒါလို့သူတို့စုပန်တဲ့အခါမှာနောမတတိမြတ်စွာဘုရားကအန္တရာယ်မရှိပြည့်စုံမယ်ဆိုတာကိုသိတော်မူမြင်တော်မူတဲ့အတွက်ကြောင့်လာမဲ့တသင်္ချေနဲ့ကဘာတသိန်းထက်ကာလမှာဂေါတမမြတ်စွာဘုရားရဲ့လက်ထွတ်တော်မှာသင်တို့ဟာနော်အက္ခတဝကအစုံလက်ရတော်ရန်လက်ဝဲတော်ရန်မထေရဖြစ်ကြလိမ့်မယ်လို့မလွဲဧကမှန်တဲ့ဗျာဒိစကားမိန်ကြတာဟုတ်လားဒါသူတို့စုပန်တဲ့အကြောင်းပေါ့ဆက်ပြီးတော့ပြောမှာကဦးဇင်းတို့နောက်ဆုံးဘဝဒီမထေရမြတ်ကြီးနှစ်ပါးအထူးသဖြင့်နော်အက္ခတဝကပညာရာမှာဣတတဲ့ရတဲ့နော်အရှင်မြတ်ကြီးအရှင်သာရိပုတ္တရာနောက်ဆုံးဘဝအနေအထားလေးကိုဆက်ပြီးတော့ပြောပါမယ်ဟုတ်လားဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ရောက်တော့ရှင်သာရိပုတ္တရာဖြစ်လာမဲ့အဲ့ဒီတရရယတိကနော်ရာဇဂိုမြို့ရဲ့အနေဥပတိတ်တရွာအဲ့ဒီရွာမှာနော်ရွာကြီးလို့ဆိုကြပါတော့အချမ်းသာဆုံးရွာကိုအုပ်စိုးရတဲ့နော်ဝင်ကန္တပုံနာဆိုတာရှိတယ်နော်သူ့ရဲ့ဒကမာကြီးကရူပတာရီပုံနေမလို့ခေါ်တယ်အဲ့ဒီရူပတာရီပုံနေမရဲ့ဝမ်းမှာနော်သွားပြီးတော့ဖြစ်တယ်မွေးဖွားလာတဲ့ခါကျတော့ဥပတိတ်တရွာမှာမွေးဖွားတဲ့အကြီးအကဲဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်ဥပတိတ်တလို့ပဲနာမည်ပေးတယ်နော်မွေးခြင်းကဘယ်နှယောက်ရှိလဲဆိုတော့သူ့ရဲ့အောက်မှာညီ3ယောက်ညီမ3ယောက်ရှိတယ်ဟုတ်လားသူတို့ရဲ့အကြောင်းတွေကိုလည်းတစ်ချိန်မှာရှင်သာရိပုတ္တရာရဲ့နော်ညီမများရဲ့အကြောင်းကိုလည်းပဲနော်တရားတစ်ပုဒ်ဟောဖို့ဦးဇင်းတို့စဉ်းစားထားပါတယ်နော်စာလာရဲ့ဥပစာလာရဲ့တိတုပစာလာရဲ့ဆိုတော့ညီမ3ယောက်ရှိတယ်ဟုတ်လားနော်ညီ3ယောက်ကစုံဒရဲ့ဥပသေနရဲ့ရေဝဒရဲ့ဆိုပြီးတော့နော်ညီ3ယောက်ညီမ3ယောက်ရှိတယ်အားလုံးအဲ့ဒါရှင်မြတ်ကြီးရဲ့အစွမ်းကြောင့်သာသနာ့ဘောင်ဝင်ရန်ပြုပြီးတော့အကုန်လုံးရဟန္တာဖြစ်ကြတာဟုတ်လားသူတို့ရဲ့အကြောင်းကလည်းပဲစိတ်ဝင်စားစရာကောင်းပါတယ်အဲ့တော့ဦးဇင်းတို့ရှင်မမောဂလန်ဖြစ်လာမဲ့ပုဂ္ဂိုလ်ကတော့နော်အဲ့ဒီရာဇဂိုမြို့ရဲ့အနေကနော်ကောလိတဆိုတဲ့ရွာမှာမောဂလီပုံနေမရဲ့ဝမ်းမှာသွားပြီးတော့ဖြစ်တယ်ဒါရှင်မမောဂလန်ဖြစ်လာမှာပဲဟုတ်လားသူတို့ရဲ့ငယ်နာမည်ကနော်ရှင်သာရိပုတ္တရာရဲ့ငယ်နာမည်ကဥပဒိတရှင်မမောဂလန်ရဲ့ငယ်နာမည်ကကောလိတဒါပေမဲ့လို့ရူပတာရီနော်တာရီပုံနေမရဲ့သားဖြစ်လို့တာရိပုတ္တရာလို့ဒီလိုနာမည်ဖြစ်တာမောဂလီပုံနေမရဲ့သားဖြစ်လို့မောဂလာနမောဂလန်လို့ဒီလိုနာမည်တွင်တာဟုတ်လားအဲ့ဒါသူတို့ကအလွန်တရာမှချမ်းချမ်းသာသာကြီးပြင်းလာကြတာအလွန်မှလည်းပဲချစ်ခင်ရင်းနှီးတဲ့တငယ်ချင်းတွေပဲဆက်ဖြစ်တယ်ဟုတ်လားအဲ့ဒါတုံတစ်ခုပွဲလန်းတဲ့ပင်သွားတယ်ရှိတယ်အရေးရဲ့အကြောင်းရသွားတယ်ရှိတယ်ဆိုရင်အဲ့ဒီဥပဒိတလူလင်ကရွှေထန်းစဉ်900တောင်အချမ်းရံရှိတယ်လို့ဆိုတယ်နော်အလွန်ချမ်းသာတဲ့အမျိုးပေါ့နော်ဟုတ်လားအဲ့ဒီဦးဇင်းတို့ကောလိတလူလင်ကတော့မြင်းရထား900အချမ်းရံရှိတယ်တဲ့အဲ့နေတိုင်းသူတို့မတွေ့တဲ့အချိန်မရှိဘူးအလွန်ချစ်ခင်ကြတယ်အလွန်ရင်းနှီးကြတယ်အဲ့ဒီမှာသူတို့ယဟန်ပြုကျင်စိတ်ပေါက်တဲ့အကြောင်းကလည်းပဲပိဋကပေါင်းသူတော်ကောင်းတို့အားလုံးကြားဖို့နာဝရှိတဲ့အကြောင်းအရာလေးပါအကျဉ်းမြင့်လေးတွေပဲဦးဇင်းတို့ပြောရမယ်အဓိကပြောချင်တာကဒီမထေရမြတ်ကြီးတွေရဲ့နော်တရားဒေသနာဒီမထေရမြတ်ကြီးတွေရဲ့နော်အရှိအသွေးသူတို့ရဲ့စိတ်နေသဘောထားအတူယူစရာဒါတွေကိုပဲဦးဇင်းတို့ကဦးစားပေးပြီးတော့ပြောချင်တာပါဒါပေမဲ့လို့ဒီအထုပ်ပတ္တိလေးတွေကလည်းပဲလိပ်ပတ်လေယုံလေးလောက်တော့လေသိထားသင့်တယ်ပေါ့ဟုတ်လားအေးအဲ့တော့သူတို့ဘာလို့ရဟန်းပြုခြင်းစိတ်ပေါက်သွားတာတုံးဆိုတော့နော်နှစ်တိုင်းရာဇဂိုမြို့မှာတောင်ထိပ်နှစ်ခတ်ပွဲသဘင်ဆိုတာရှိတယ်တဲ့အဲ့တော့တစ်နှစ်မှာတော့ဟောတငယ်ချင်း2ယောက်ပွဲလမ်းသဘင်အကြီးကြီးခံချမ်းရံပြီးတော့ပိဋကများစွာနဲ့ပွဲကြည့်ကြတယ်ပေါ့
အဲ့ပွဲကြည့်ရင်လည်းသူတို့နှစ်ယောက်ကအတူတူပဲကြည့်ကြတာဟုတ်လားတနေရာထဲမှာစင်တစ်ခုထဲမှာဒီလိုပဲကြည့်ကြတာအဲ့ဒီနေ့မှာတော့နော်ဥပါဒိတလူလင်ကဘလို့စဉ်းစားတော့ဆိုတော့ကတဲ့လူတွေကကကြည့်တဲ့လူတွေကကြည့်အခါတိုင်းဆိုလို့ရှိရင် तू ဟာဝမ်းသာစရာတွေ့ရင်ဝမ်းသာတယ်ကြည်ရင်နဲ့ဝမ်းနေစရာတွေ့ရင်ဝမ်းနေတယ်ဆုချစရာတွေ့ရင်ဆုချတယ်ပေါ့ဒီနေ့မှာတော့အဲ့ဒီလိုစိတ်ကူးမျိုးမရှိဘူးသူ့စိတ်ထဲဘလို့စဉ်းစားတော့ဆိုတော့ကတဲ့လူတွေကကကြည်တဲ့လူတွေကကြည်ဘာတွေတော့ဘာတွေပဲဖြစ်လို့နေဟောဒီလူတွေကနေတဲ့လူတွေရောကြည်နေတဲ့လူတွေရောနှစ်ပေါင်း100အတွင်းမှာအားလုံးပျောက်ကွယ်သွားကြမဲ့လူတွေကြီးပဲဒါဟုတ်သူစဉ်းစားမိတယ်တဲ့အဲ့လိုစဉ်းစားမိပြီးတော့လောကကြီးကအနှစ်သာရကင်းမဲ့လှလေဆိုတာကအချီးနီးလောကကြီးပါတကားဘာတွေပဲဖြစ်လို့နေပြီးတော့လည်းပဲပျောက်ကွယ်သွားရတဲ့အနေအထားကြီးကိုကြည့်ပြီးတော့စိတ်ထဲမှာနော်ဟာလာကြီးဖြစ်နေတယ်ပေါ့နော်စိတ်ထဲမှာဘာမှနေရထိုင်ရတာအရသာမရှိဘူးအနှစ်သာရကင်းမဲ့လှကြီးတကားသူ့စိတ်ထဲမှာအဲ့လိုတွေးမိတယ်ငါတော့လွတ်မြောက်ရေးတရားကိုရှာမှဖြစ်မယ်ဒီမကောင်းတဲ့အနေအထားကလွတ်မြောက်အောင်လုံးဝဖြစ်မယ်ဒီအတွေးတွေပေါ်လာတယ်ဒါကလည်းပဲနှိုးဆော်တဲ့ပါရမီတရားတို့ရဲ့အစွမ်းလို့ဖြစ်မယ်လို့ဆိုရမှာပေါ့နော်တိုက်ဆိုင်တိုင်းပဲကောလိတလူလင်ကလည်းအဲ့ဒီလိုပဲတွေးနေတာအဲ့ဒါပြီးပြီဆိုတော့တကယ်ချင်းမင်းကြည့်ရတာဒီနေ့မရွှင်ပါလားမင်းဘာတွေများစဉ်းစားနေတော့ပြောပြတယ်ငါဒီလိုစဉ်းစားမိတယ်တိုက်ဆိုင်လိုက်တာငါလည်းဒါပဲစဉ်းစားနေတာအေးအဲ့လိုဆိုရင်တို့နှစ်ယောက်ဘာလုပ်မလို့အဲ့လိုဆိုလို့ရှိရင်အိမ်ယာတီထောင်လွတ်ပေါင်ကိုစွန့်ပြီးတော့တို့ရဟန်းပြုကြမယ်နော်အဲ့ဒီချိန်မှာမြတ်စွာဘုရားမပွင့်သေးဘူးနော်ဟုတ်လားဒါနဲ့တို့ပဇုတိကိုရဟန်းပြုမလို့ဆိုတော့အဲ့ဒီခါကအဲ့ဒီအချိန်ခါတုန်းကနော်ဘုရားဆိုပြီးတော့နာမည်ကြီးနေတဲ့နော်အချင်းရန်ဒီအလွန်များပြီးတော့အလွန်နာမည်ကြီးနေတဲ့သိန်းကြီးဆရာကြီးဆိုတာရှိတယ်အဲ့ဒီသိန်းကြီးဆရာကြီးကိုသွားပြီးတော့တို့ရဟန်းပြုကြမယ်ဆိုပြီးတော့နော်အလုံးကိုစွန့်ခဲ့ပြီးတော့ရဟန်းပြုကြတာဒါသူ့ရဲ့ချမ်းရံသူတို့ရဲ့တပည့်တွေပါအကုန်လုံးလိုက်ပြီးတော့ရဟန်းပြုကြတာ900လောက်ပါသွားတယ်အဲ့ဒါသူတို့လည်းအဲ့ဒီသိန်းကြီးဆရာကြီးဒီမှာရဟန်းပြုရောသိန်းကြီးဆရာကြီးရဲ့ခိုင်းကနသိန်းကြီးဆရာကြီးရဲ့အနေထားတခါတည်းပြောင်းလဲသွားတယ်နော်လူမဲ့တမ်းမဲ့လူနဲ့အကုန်လုံးပြည့်စုံစုံဖြစ်တယ်ဟုတ်လားဒီလိုနဲ့3-4ရက်လောက်ကြာတဲ့ခါကျတော့အဲ့ဒီတငယ်ချင်းတယောက်ကတို့ဒီသိန်းကြီးဆရာကြီးရဲ့အယူဝါဒထဲမှာနော်ဘာမှအနှစ်သာရရှိတာကိုမတွေ့ရဘူးနောက်ထပ်လည်းထပ်ပြီးတော့ဘာမှသင်ယူစရာလည်းမရှိတော့ဘူးဒါပေမဲ့လို့သဘူရိတ်ကျွန်းဆိုတာလောကဆိုတာကျေပြတ်နေဒီလွတ်မြောက်ကြောင်းတရားကိုသိတဲ့လူဆိုတာတွေ့ရမှာပဲဒါကြောင့်နော်အနှစ်သာရကင်းမဲ့တယ်လို့သိမြင်ပေမဲ့လို့လည်းပဲအဲ့ဒီရဟန်းဘွားကိုသူတို့မစွန့်ဘူးဆက်ပြီးတော့အမှန်တရားကိုရှာမယ်တကယ်လို့တို့နှစ်ယောက်အမှန်တရားကိုရှာတဲ့အခါမှာတွေ့တဲ့လူကနော်အရင်တွေ့တဲ့လူကနောက်လူကိုလာပြီးတော့ပြောတကြီးဆိုပြီးတော့ဂတိကိုလည်းထားကြတယ်ပေါ့နော်အဲ့ဒီလိုနဲ့ဦးဇင်းတို့ကာလတစ်ခုရောက်လာတဲ့အခါမှာမြတ်စွာဘုရားရှင်ကိုရမေကြီးပွင့်လာတယ်နောက်ပြင်စာဝဂ္ဂီ9ဦးဆိုတာလည်းပဲတရားဥကိုနာပြီးတော့ယဟနာဖြစ်ကြတယ်လို့ဆိုကြပါစို့ဟုတ်လားအနတ္တလက္ခဏာတုတ်ရဲ့နော်နာပြီးဒီရဲ့ခြားမဲ့မှာအလုံးယဟနာဖြစ်ကြတယ်အဲ့ဒီပြင်စာဝဂ္ဂီ9ဦးထဲမှာတဦးအပါဝင်ဖြစ်တဲ့ရှင်အတ္တစီဟုတ်လားအဲ့ဒီရှင်အတ္တစီနဲ့တွေ့တာဥပါဒေသရှင်သာရိပုတ္တရာကိုရမေကြီးရဲ့ဖြစ်လာမဲ့ပုဂ္ဂိုလ်ကရှင်အတ္တစီကိုတွေ့တာတွေ့တဲ့အခါကျတော့အမူအရာကိုကြည့်တယ်မျက်နှာကိုကြည့်တယ်ပင်ကိုယ်ကလည်းဉာဏ်ပညာထက်မြက်တဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်ဒီလောက်ငြိမ်သက်တဲ့ပုဂ္ဂိုလ်ရဲ့တန်တာမှာမသေးရအမတ္တဓာတ်အမြိုက်နိဗ္ဗာန်သိတဲ့စိတ်သိတဲ့ဉာဏ်ဧကန္တရှိလိမ့်မယ်မှတ်မိတယ်ဟုတ်လားအဲ့ဒါနဲ့ဘာပြီးတော့မေးမယ်ဆိုတော့နော်ဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်ဒီချိန်ကဆွန့်ခံနေတဲ့ချိန်ငါမေးလို့မသိတော့ဘူးအဲ့တော့ငါနောက်ကနေပြီးတော့မျက်ခြေမပြတ်လိုက်မယ်ဆိုတော့လိုက်တာဒါတခုသောဇေယျပေါ်ရောက်တော့အဲ့ဒီမထေရမြတ်ကစွန့်စားမယ်လို့ပြင်တော့သူနေရာတွေဘာတွေခင်းပေးတယ်ဟုတ်လားတပည့်တယောက်လိုပဲလှုပ်ပေးတာနော်ရည်ဒီဘာတွေဆက်ကပ်ပြီးတော့ကုန်းလုံးကြုံကြုံလေးထိုင်ဘေးကနေဖူးမြော်စွန့်ကိစ္စလည်းပြီးပြီစွန့်စားလို့လည်းပြီးပြီဆိုတော့မှသူမေးတာနော်အရှင်ဘုရားတဲ့အရှင်ဘုရားကဘု து ကိုရည်မှန်းပြီးတော့ရဟန်းပြုလာတာတော့အရှင်ဘုရားရဲ့ဆရာကဘု து တော့အရှင်ဘုရားရဲ့ဆရာကဘလို့ယူဝါဒရှိတော့အရှင်ဘုရားကဘလို့တရားတွေကိုနှစ်သက်တာတော့အဲ့လိုမေးတဲ့အခါကျတော့ရှင်အတ္တတိကဟောဒီသာသနာပြင်ပနော်ပရပိုက်တွေတက္ကသိုလ်တွေဆိုတာကသာသနာနဲ့ဆန့်ကျင်ဘက်ပဲဒါကြောင့်သာသနာရဲ့လေးနက်တဲ့အကြောင်းအရာတွေကိုငါပြောမယ်ဒါပေမဲ့လို့သူ့ကိုငါပြည့်ပြည့်စုံစုံကြီးမပြောနိုင်သေးဘူးဆိုတာကိုလည်းပြောမှဖြစ်မယ်ဆိုပြီးတော့အရှင်တဲ့
ငါဟာယဟန်ဖြစ်ပြီးကသာပဲရှိသေးတယ်ယဟန်ပြုတာငါမကြသေးဘူးတဲ့ဟုတ်တယ်တကယ်လည်းမကြသေးဘူးတစ်နှစ်တောင်မပြည့်သေးဘူးဟုတ်လားဒါကြောင့်မို့လို့ငါတို့ရဲ့ဆရာမြတ်စွာဘုရားရဲ့အရှုဝါဒကိုငါပြည့်ပြည့်စုံစုံကြီးမပြောနိုင်ဘူးတဲ့ငါအများကြီးမပြောတတ်ဘူးအဲ့လိုမရှိတဲ့အခါကျတော့ဥပဒေတာကအရှင်ဘုရားတဲ့စကားပြောတဲ့အခါမှာနဲတာများတာကဗဒနာမရှိပါဗဒနာမဟုတ်ပါဘူးတဲ့အနှစ်သာရရှိတဲ့အဓိပ္ပာယ်ရှိတဲ့စကားပဲဖြစ်ဖို့လိုပါတယ်ပေါ့ပြောမဲ့တာဝန်ကအရှင်ဘုရားရဲ့တာဝန်ပြောတာပြောလိုက်ပါနီးပေါင်းအရာမကအထောက်မကနဲ့ခွဲချင်းဝေဖန်ပြီးတော့တိဖို့ရာကတပည့်တော်ရဲ့တာဝန်ပါစကားတွေအများကြီးပြောနေလို့ဘာမှအကျိုးမရှိပါဘူးဗျာလိုရင်းလေးကိုပဲအနှစ်သာရရှိရှိအမိန့်ရှိပါဒီသဘောမျိုးတောင်းပန်တာဟုတ်လားအဲ့လိုမျိုးပြောတဲ့အခါကျတော့ရှင်ရသက်ကြီးကပေတတို့သိထားတဲ့အတိုင်းယေဓမ္မာဟေတုပပဝါတေတံဟေတုတထာဂတောအာဟတေသင်္စာယောនិရောဓဧဝံဝါဒီမဟာသမနောတဲ့ဒီကထာလေးအဓိပ္ပာယ်ကိုလေးလေးနက်နက်သိအောင်လုပ်မယ်ဆိုလို့ရှိရင်အလွန်လေးနဲ့တဲ့အဓိပ္ပာယ်ရှိတယ်ဆိုတာကိုပိဋကပေါင်းတော်ကောင်တို့သိနိုင်တယ်အဓိပ္ပာယ်ကသစ္စာလေးပါးကိုအကျဉ်းချုပ်ပြီးတော့ပြောသွားတာဒါကိုပြောပုံလေးတာစကားလုံးကအလွန်တရာမှပြည့်ပြည့်တယ်ယေဓမ္မာဟေတုပပဝါဟောဒီလောကကြီးမှာဖြစ်ပေါ်နေတဲ့သဘာဝတရားတွေဟာအကြောင်းတရားကြောင့်ဖြစ်တာပါတဲ့အကြောင်းပဲဖြစ်တာဘာမှမရှိဘူးနော်ယေဓမ္မာဟေတုပပဝါဘယ်လိုသဘောတရားပဲဖြစ်ဖြစ်အကြောင်းတရားကြောင့်ဖြစ်တာပါတဲ့ဒီလောကကြီးမှာဖြစ်နေတဲ့တရားတွေတေတံဟေတုတထာဂတောဟာအဲ့ဒီအကြောင်းတရားကြောင့်ဖြစ်နေတဲ့အဲ့ဒီတရားတွေရဲ့အကြောင်းတရားကိုမြတ်စွာဘုရားဟောတယ်တဲ့ဟုတ်လားဒါဘာကြောင့်ဖြစ်တာလဲဆိုတဲ့အကြောင်းတရားကိုမြတ်စွာဘုရားဟောတယ်ဒါတွေမကဘူးတဲ့တေသင်္စာယောនិရောဓအဲ့ဒီအကြောင်းအကျိုးသဘာဝကြီးရဲ့ချုပ်ရာနော်အဲ့ဒီချုပ်ချင်းတို့ရောက်စေတတ်တဲ့နော်နီလန်းနော်ဒါတွေကိုလည်းပဲမြတ်စွာဘုရားဟောပါတယ်တဲ့တေသင်္စာယောនិရောဓဧဝံဝါဒီမဟာသမနောနော်ယဟန်မြတ်ဖြစ်တော်မူတဲ့တို့ရဲ့မြတ်စွာဘုရားဒီလိုဟောပြောတဲ့အလေးရှိတယ်ဒါဒီကဒါလေးကိုလူငယ်တွေနားလည်အောင်အရင်တို့ပြောရမယ်ဆိုလို့ရှိရင်နော်သဘာဝတရားတွေဆိုတာအကြောင်းတရားကြောင့်ဖြစ်တာဆိုတာအဓိကသဘာဝတရားတွေဆိုတာဒီခန္ဓာဒီဘဝကြီးကိုရည်ညွှန်းတာဟုတ်လားဒီဒုက္ခတရားတွေဟာဘာကြောင့်ဖြစ်တာလဲအကြောင်းမဲ့ဖြစ်တာမဟုတ်ဖန်ဆင်းထားလို့ဖြစ်နေတာလည်းမဟုတ်အကြောင်းရှိလို့ဖြစ်တာတဲ့အဲ့ဒီအကြောင်းကဘာလဲဆိုတဲ့လောဘဆိုတဲ့အကြောင်းပဲဖြစ်ခြင်းနဲ့လိုခြင်းနဲ့ရခြင်းနဲ့ဆိုတဲ့လောဘဆိုတဲ့အကြောင်းတရားကြောင့်ဒီဒုက္ခကြီးဖြစ်တာဒီဒုက္ခတွေဘာကြောင့်ဖြစ်တယ်လဲဆိုတဲ့အကြောင်းတရားကိုလည်းမြတ်စွာဘုရားဟောတယ်ဒါနော်အဲ့ဒီအကြောင်းတရားကြောင့်ဖြစ်နေတဲ့အဲ့ဒီဒုက္ခသစ္စာဒီအကြောင်းအကျိုးတစုံသမုဒယနဲ့ဒုက္ခပေါ့နော်ဒါတွေရဲ့ချုပ်ရာနိဗ္ဗာန်ဒါကိုလည်းမြတ်စွာဘုရားဟောတယ်အဲ့ဒီနိဗ္ဗာန်ရအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အကျင့်လမ်းစဉ်ကိုလည်းမြတ်စွာဘုရားဟောပြတယ်တဲ့ဟောရတာလေးဒီမျိုးနဲ့ပြောတာနော်သဘာဝတရားတွေဟာဗါလေအကြောင်းကြောင့်ဖြစ်တာအဲ့ဒီအကြောင်းကိုမြတ်စွာဘုရားဟောတယ်အဲ့ဒီအကြောင်းအကျိုးချုပ်ရာကိုလည်းမြတ်စွာဘုရားဟောတယ်ချုပ်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းလမ်းကိုလည်းမြတ်စွာဘုရားဟောပြတယ်အဲ့ဒီဂါထာလေးလည်းပြောလိုက်ရောနော်ဂါထာမဆုံးသေးခင်မှာဂါထာက၄ပါးသာရှိတယ်ပထမ2ပါးရဲ့အဆုံးမှာသောတပတ္တိမေညာကိုရတယ်တဲ့နော်ဥပဒိတဘလောက်ဉာဏ်ပညာထက်လဲဆိုလို့ရှိရင်နောက်2ပါးကသောတပန်ဖြစ်ပြီးမှသူနာယူလိုက်တာဘာပဲဖြစ်စရာအကြောင်းရှိလို့ဖြစ်တာဒါကိုသူသိသွားတဲ့အခါကျတော့အော်အကြောင်းတရားချုပ်ရင်အကျိုးတရားချုပ်မှာပဲဒါကိုပါဆက်ပြီးတော့ဘာဖြစ်သွားတော့သိသွားတာနော်ပုဂ္ဂိုလ်တ attva သဘောမဟုတ်ဘူးဆိုတာကိုသိတယ်ဖန်ဆင်းထားလို့ဖြစ်နေတာမဟုတ်ဘူးအကြောင်းပဲဖြစ်နေတာမဟုတ်ဘူးလို့လည်းသိတယ်တက္ကာယဒိဋ္ဌိကိုတခါတည်းအမြင့်ပြတ်ပယ်ရှားနိုင်တဲ့ဉာဏ်ကိုရသွားတာဘလောက်ထက်မြက်တဲ့ဉာဏ်ရှိလဲဆိုတာကိုစဉ်းစားကြည့်နော်အဲ့ဒီဂါထာလေးကိုနားတာနော်သောတာပန်ဖြစ်တယ်အဲ့ဒီလိုသောတာပန်လည်းဖြစ်ပြီဆိုတော့သူဘာလျှောက်တုံးဆိုတော့အရှင်ဘုရားတဲ့တပည့်တော်ရှားနေတဲ့နော်မတရားတရားဆိုတာဒါပဲတဲ့ဒါကြောင့်ခဏလေးဆိုင်းမအောင်ဗျာတဲ့တပည့်တော်ရှားနေတဲ့တရားဒီတရားပဲအခုတပည့်တော်သိလိုက်တဲ့တရားတပည့်တော်ရှားနေတဲ့တရားပဲတဲ့နော်အရှင်ဘုရားတို့ကတော့နော်အမတတ္တမတရားအမြိုက်နိဗ္ဗာန်ကိုရရှိတော်မူကြပြီတပည့်တော်တို့မှာတော့နော်ကဘာပေါင်းများစွာဒီအမှန်တရားဒီချမ်းသာနိဗ္ဗာန်တရားကိုမသိဘဲနဲ့ကုန်လွန်ခဲ့ရတယ်တဲ့ဒါပေမဲ့သူသောတာပန်ဖြစ်သွားပြီနော်ဟုတ်လားအဲ့ဒီလိုအလျှောက်ပြီးတော့အရှင်ဘုရားနော်ဆက်ပြီးတော့မဟောပါနဲ့ဦးတပည့်တော်မှာအလွန်ချစ်ခင်ရင်းနေတဲ့တငယ်ချင်းတယောက်ရှိပါတယ်နော်ဂတိကိုလက်ထားတာရှိတယ်ဒါကြောင့်သူ့ကိုတပည့်တော်သွားပြီးတော့ပြောရအောင်မယ်ဆိုပြီးတော့နော်အဲ့ဒီရှင်အသက်ကြီးကိုတပည့်တော်တို့ရဲ့ဆရာမြတ်စွာဘုရားဘယ်ဒီမှာရှိပါသလဲဆိုတာတခါတည်းမေးပြီးတော့သူဘယ်သွားတော့ဆိုတော့ရှင်မမောက္ကလန်လောင်းရှိတဲ့နေရာ
နော်ကောလိတနော်ပရပိုက်ရှိတဲ့နေရာကိုသူသွားတာဟိုရောက်တော့ကောလိတကသိတယ်ငါရဲ့တငယ်ချင်းဒီကနေ့ရှာနေတဲ့မတရားတရားကိုသူတွေ့ခဲ့ပြီဆိုတာကိုသိတယ်ဘာဖြစ်လို့သိတာလဲဆိုတော့အမူအရာနဲ့မျက်နှာအနေထားကိုကြည့်ပြီးတော့သိတာသူလည်းဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်တယောက်ပဲလေအဲ့တော့သိနိုင်တဲ့အနေအထားလေးတွေကလည်းပဲထင်ရှားမယ်လို့ဦးဇင်းထင်တယ်ဘာလို့ဆိုတော့နော်ရှားနေရတဲ့အနေအထားနဲ့တွေ့သွားတဲ့အနေအထားဟာဘယ်လို့မှမတူနိုင်ဘူးဟုတ်လားရှားနေတဲ့အနေအထားနဲ့ကိုရှားတာတွေ့သွားတဲ့အနေအထားတူနိုင်မလားမတူနိုင်ဘူးနော်မျက်နှာကြည်ကြည်လေးလေးတန်တန်ရှင်းရှင်းနဲ့နော်အလိုပြည့်နေတဲ့သဘောကပေါ်လွင်ထင်ရှားမှုရှိနေမယ်လို့ဦးဇင်းထင်တယ်ဟုတ်လားဒါကြောင့်မို့လို့စီးပြီးတော့မေးတာဟိုကဘာမှမပြောသေးဘူးပဲနော်ဟာရှင်တဲ့မင်းဟိုဒီနေ့ကြည်ရတာရှားနေတဲ့တရားရခဲ့ပုံရပြီသိခဲ့ပုံရပြီဟုတ်သလားအဲ့တော့ဟိုကလည်းဟုတ်တယ်တဲ့ငါရခဲ့ပြီဟာအဲ့လိုဆိုလို့ရှိရင်ငါ့ကိုပြောပါအဲ့ဒီမှာအဲ့ဒီဂါထာလေးကိုပဲထပ်ပြီးတော့ဟောတာဟောတစ်ချိန်မဟောလိုက်တာကိုသူတခါတည်းရရင်နော်ဟုတ်လားအဲ့ဒီဂါထာကိုထပ်ပြီးတော့ဟောတာအဲ့ဒီဂါထာကိုလည်းနားထောင်လည်းပြီးရောအဲ့ဒီကောလိတကလည်းပဲသောတာပန်ဖြစ်တယ်ဟောတကယ်ချင်းတစ်ယောက်လုံးသောတာပန်ဖြစ်ကြတယ်နော်သောတာပန်ဖြစ်ပြီဆိုကိုင်းတို့ဘလို့လုံးမတော့အဲ့ဒီမှာကောလိတကတော့စိတ်မြန်ကိုမြန်ပဲရှင်မမောက္ကလန်ကသူ့ရဲ့အကြောင်းအရာတွေကိုပိဋကတ်တော်ထဲမှာခက်မြန်မြန်ခက်ကြမ်းကြမ်းပဲတွေ့ရတယ်ဟုတ်လားရှင်သာရိပုတ္တရာကအလွန်နူးညံ့သိမ်မွေ့ပြီးတော့အလွန်သိခန္ဓာကိုတွေ့ရတယ်နော်ယန္တာဖြစ်ပြီးတဲ့နောက်မှာတောင်မှနော်ဇယိုက်ကလေးတွေကတိတ်ပြီးတော့မတူဘူးဟုတ်လားအဲ့တော့ရှင်မမောက္ကလန်အလောင်းဖြစ်တဲ့အထိကောလိတကသွားမယ်တဲ့မြတ်စွာဘုရားရှိတဲ့နေရာကိုတခါတည်းသွားတော့မယ်ဒါပေမဲ့ဥပဒေတာကအလုံးမဟုတ်နေအောင်တဲ့သိင်းကြီးဆရာကြီးတို့ဆရာကြီးရှိသေးတယ်ဒါကြောင့်တို့ဆရာကြီးကိုခေါ်မယ်တကယ်လို့နော်ငါတို့ကိုယုံကြည်လို့လိုက်လာမယ်ဆိုရင်လည်းဟိုရောက်ရင်မြတ်စွာဘုရားတရားဟောရင်သူသိနိုင်တယ်ကောင်းရဲ့ဒါကြောင့်သူ့အတွက်ငါအကျိုးရှိသေးခြင်းနဲ့သူကလည်းတို့ပုံမှာကြည်သူရှိတာပါပဲဒါကြောင့်သူ့ကိုခေါ်ရအောင်ဆိုတော့ကောလိတာလည်းမငြင်းဘူးအဲ့ဒါနဲ့တကယ်ချင်းနှစ်ယောက်အဲ့ဒီရှင်သိန်းစည်းဆရာကြီးရှိတဲ့နေရာကိုသွားပြောပြတယ်အကျိုးကြောင့်သိန်းစည်းဆရာကြီးကလည်းသိတယ်ဗျာစားတဲ့ဥစဉ်ဖတ်ကြည့်တယ်မင်းတို့ရှားနေတဲ့တရားမင်းတို့တွေ့တယ်နဲ့တူတယ်တဲ့မေးတယ်ဟုတ်တယ်တွေ့ပြီတဲ့ဟောရှားတာကိုပါလေတွေ့ပြီဒါကြောင့်မလို့နော်အရှင်လည်းပဲမြတ်စွာဘုရားကြီးကိုလိုက်ခဲ့ပါအဲ့လိုခေါ်တာဗျခေါ်တဲ့အခါကျတော့သိန်းစည်းဆရာကြီးကဘာပြောဆိုမလိုက်နိုင်ဘူးတဲ့ဟာဘာလို့မလိုက်နိုင်တာတော့ငါအိုးစည်းကြီးဘဝနဲ့နေပြီးတော့မှနော်အိုးငယ်လေးနဲ့ခတ်ထည့်ရတဲ့အိုးငယ်လေးအဖြစ်ကိုငါအယောက်မခံနိုင်ဘူးတဲ့ငါကအခုဆရာကြီးလုပ်ပြီးတော့နေရတာငါတပည့်တွေနဲ့နေရတာဟိုရောက်ရင်ငါတပည့်ဖြစ်မှာနော်ဆရာလုပ်ပြီးတော့မှငါတပည့်အဖြစ်နဲ့မနေနိုင်ဘူးတဲ့အဲ့လိုပြောတာနော်အဲ့လိုပြောတဲ့အခါကျတော့နော်ဥပဒေတာကအရှင်စဉ်းစားပါဦးစဉ်းစားပါဦးနော်အမှန်တရားဆိုတာအရာအလုံးနဲ့တန်ဖိုးရှိတယ်နော်စဉ်းစားပါဦးလိုက်ခဲ့ပါအခုကျွန်တော်တို့ကသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အချမ်းရံတွေကလည်းလိုက်လာမယ်အဲ့ဒီလိုဆိုရင်ဒီမှာအများကြီးအားလဲသွားလိမ့်မယ်အရှင်လည်းလိုက်ခဲ့ပါအဲ့တော့သိကြီးဆရာကြီးကဘာပြောလို့ဆိုတော့အားတပည့်တို့မင်းတို့ကငါပြောမယ်နော်ဒီလောကကြီးမှာပညာရှိတဲ့လူနဲ့ပညာမဲ့တဲ့လူဘယ်တင်းကများလဲတဲ့ဟာပညာမဲ့တဲ့လူကများတာပေါ့အေးအဲ့လိုဆိုလို့ရှိရင်ပညာရှိတဲ့လူတွေယဟန်ဂေါတမတီကိုသွားလိမ့်မယ်ပညာမဲ့တဲ့လူတွေငါဒီမှာနေလိမ့်မယ်ဒါကြောင့်ငါဒီမှာလူမရှိမှပိသက်မရှိမှကိုမင်းတို့မပူနဲ့တဲ့ဟောဒါလည်းဟုတ်တာပဲနော်လူတိုင်းကိုယ်ဟာလေးနဲ့ကိုတော့အတိုင်းနဲ့အဝိုင်းနဲ့ရှိနေတာပဲဟုတ်တယ်မဟုတ်လားအေးအဲ့လိုပြောလို့သာပြောတာပါအဲ့ဒီကောလိတနဲ့ဥပဒိတသွားပြီဆိုတော့နော်တငယ်ချင်းတွေသူတို့ကိုအကြောင်းပြုပြီးတော့ပြရဟန်းပြုနေတဲ့ပုံကိုယ်တွေ250လောက်နော်လိုက်သွားကြတာ250လောက်လိုက်သွားဆိုဒီမှာတော်တော်ကိုလူကြီးကနဲသွားတပည့်တွေကအဲ့ဒီတော့ဘာဖြစ်တုံးဆိုတော့သိန်းကြီးဆရာကြီးကခရွင်းကနေပြီးတော့လောလောပူသောသွေးထွက်ကြလာတယ်တဲ့သွေးအန္တာမခံနိုင်ဘူးပေါ့နော်ဒီလောကဓာတ်ကို तू မခံနိုင်ဘူးသေတော့သေမသွားဘူးနော်ဒါပေမဲ့ပါဇက်ကနေပြီးတော့သွေးပူပူတွေထွက်လာတယ်ကြောက်စရာပဲစိတ်ရဲ့နော်နှိမ့်နယ်မှုနှိမ့်ဆက်မှုကိုနော်ရုပ်ပိုင်းဆိုင်ရာခံရတာပါဇက်ကသွေးတော့ထွက်တယ်ဟုတ်လားအဲ့ဒီမှာဦးဇင်းတို့တလက်စာရဲပြောချင်တာကဒီအကြောင်းအရာတွေကိုအကြောင်းပြီးတော့နောက်တစ်ချိန်မှာမြတ်စွာဘုရားကကာထာနှစ်ပုဒ်ဟောထားတာရှိတယ်ဓမ္မပဒပါဠိတော်မှာမှတ်တမ်းတင်ထားတာအာတာရေတာရမတိနောတာရိစာတာရဓတ္တိနာတေတာရနာတိကိစ္ဆန္တိမိစ္ဆာသင်္ကပ္ပခောစရာဒီလောကကြီးမှာအနှစ်သာရမရှိတာကိုအနှစ်သာရရှိတယ်လို့ထင်နေကြတယ်အနှစ်သာရမရှိတာကိုအနှစ်သာရရှိတာကိုအနှစ်သာရမရှိဘူးလို့ပြောင်းပြန်ထင်နေကြတယ်
အနှစ်သာရမရှိတာကိုတော့အနှစ်သာရရှိတယ်လို့ထင်တယ်အနှစ်သာရရှိတာကိုတော့အနှစ်သာရမရှိဘူးလို့ထင်နေကြတဲ့ပုဂ္ဂိုလ်တွေဟာအဲ့ဒီအနှစ်သာရကိုသူမရနိုင်ဘူးတဲ့။ဘာလို့ဆိုမိစ္ဆာသင်္ကပ္ပဂောဇတာသူတို့ရဲ့အတွေးအကြံအမြင်တွေဟာမှားနေတဲ့အတွက်ကြောင့်တဲ့နော်တန်ဖိုးမရှိတာကိုတန်ဖိုးရှိတာလို့ထင်တယ်။တန်ဖိုးမရှိတာကိုကြတော့တန်ဖိုးရှိတယ်လို့ထင်တယ်တန်ဖိုးရှိတာကိုကြတော့တန်ဖိုးမရှိဘူးလို့ထင်တယ်။ဒီလိုလူဟာတန်ဖိုးရှိတာကိုမရနိုင်ဘူးတဲ့။ဘာလို့ဆိုအခြေခံအဖြစ်သူ့ရဲ့စိတ်ထဲမှာအမြင်တွေကမဖြစ်နေလို့မှားနေလို့ပါတဲ့။တာရင်စတာရတော်ညတဝအတ္တရင်စအတ္တရတော်တေတာရအဓိကိစ္ဆန္တိတမ္မာသင်္ကပ္ပဂောစတာနော်တချို့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကြတော့တန်ဖိုးရှိတာကိုတန်ဖိုးရှိတယ်လို့သိတယ်တန်ဖိုးမရှိတာကိုတန်ဖိုးမရှိဘူးလို့သိတယ်ဒီလိုလူတွေကြတော့တန်ဖိုးရှိတာကိုရနိုင်နေတဲ့သူတို့ရဲ့အမြင်တွေမှန်နေတဲ့အတွက်ကြောင့်နော်ဒါလေးကအလွန်မှတ်သားစရာကောင်းတယ်နော်ဟုတ်လားဒါကြောင့်ဒကာဓမ္မတို့ဦးဇင်းတို့တွေနော်တန်ဖိုးရှိတာကိုရကျင်တယ်နော်အနှစ်သာရရှိတာကိုရကျင်တယ်ဆိုရင်ဘာကအနှစ်သာရရှိတယ်ဘာကအနှစ်သာရမရှိဘူးဘာကတန်ဖိုးရှိတယ်ဘာကတန်ဖိုးမရှိဘူးဆိုတာကိုအစကတူခွဲခြမ်းပြီးတော့နားလည်ဖို့မလိုဘူးလားလိုတယ်နော်ဘာကတန်ဖိုးရှိတယ်ဘာကတန်ဖိုးမရှိဘူးဆိုတာတော့မှမသိတဲ့လူကတန်ဖိုးရှိတာကိုရနိုင်မှာမလားဘယ်ရနိုင်မလို့ဟုတ်လားအဲ့ဒါသင်္တိဆရာကြီးကိုအကြောင်းပြုပြီးတော့အဲ့ဒီဂါထာလေးမြတ်စွာဘုရားဟောတာနော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့နော်လောကကြီးမှာဘာကတန်ဖိုးရှိတယ်ဘာကတန်ဖိုးမရှိဘူးဆိုတာကိုကိုယ်ကျန်းဝေဖန်ပြီးတော့သိနိုင်တဲ့ဉာဏ်ပညာရှိအောင်လဲကြိုးစားကြရမယ်ပေါ့နော်ဒီလိုနဲ့ဦးဇင်းတို့ဒီကောလိတာနဲ့ဥပဒိတတကယ်ချင်းနှစ်ယောက်နောက်ပါချမ်းရနေနဲ့မြတ်စွာဘုရားစီကိုကြွသွားကြတာဟိုရောက်တော့မြတ်စွာဘုရားကယဟန်တန်ခါကိုတရားဟောနေတယ်ခက်လန်းလန်းကလာနေတာကိုတွေ့ရတယ်တွေ့ရတော့မြတ်စွာဘုရားယဟန်တွေကိုကြိုးတင်ပြီးတော့အမိန့်ရှိတယ်ယဟန်တို့တဲ့ကြည်ကြဥပဒိတနဲ့ကောလိတာတို့လာနေကြပြီအဲ့ဓာတွေဟာငါဘုရားရဲ့အက္ခတာဝကအစုံဖြစ်လိမ့်မယ်အလွန်ဉာဏ်ပညာကြီးတဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက်ကြောင့်သူတို့ဟာအက္ခတာဝကအစုံဖြစ်လိမ့်မယ်လို့မြတ်စွာဘုရားဒီကိုရောက်မလာသေးခင်မှာကိုယ်မြတ်စွာဘုရားယဟန်တွေကိုကြိုးပြီးတော့အမိန့်ရှိထားတာဟုတ်လားအဲ့ဒါရောက်လာပြီဆိုတော့မြတ်စွာဘုရားကအဲ့ဒီပိဋကတ်နဲ့တကွနော်ရှင်သာရိပုတ္တရာရှင်မမောက္ကလံဖြစ်လာမယ်ဒီဥပဒိတကောဋိတခေါင်းဆောင်တဲ့ပရပိုက်တွေကိုနော်အေဟိဘိက္ခုနော်ယဟန်အဖြစ်အေဟိဘိက္ခုခေါ်တယ်ပေါ့ယဟန်တို့လာကြလို့လုပ်လိုက်တော့နော်အလွန်စမ်းကြယ်တဲ့လေးနဲ့တဲ့နော်တရားသဘောဓမ္မတာသဘောလို့ဆိုကြပါစို့ယဟန်တွေဖြစ်သွားကြတယ်အဲ့ဒီမှာမြတ်စွာဘုရားတရားဟောတဲ့အခါမှာဒီ250သောတပည့်တွေကအကုန်လုံးယန္တာဖြစ်ကြတယ်နော်ဒါပေမဲ့ဥပဒိတနဲ့ကောဋိတတို့ကယန္တာမဖြစ်ဘူးနော်ဒါစဉ်းစားကြရအလွန်ကောင်းတဲ့ကိစ္စပေါ့နော်ဥပဒိတနဲ့ကောဋိတတို့ယန္တာမဖြစ်ဘူးတပည့်တွေကအရင်ယန္တာဖြစ်တာဘာလို့ယန္တာမဖြစ်သေးတာတုံးဆိုတော့သူတို့ရဲ့ဉာဏ်တွေကကြီးနေတယ်ဉာဏ်ကြီးတဲ့အခါကျတော့သိစရာရှိတာကိုကြည်ကြဲပြည့်ပြည့်သိအောင်သူတို့ကြိုးစားကြအောင်ပဲရှင်မမောက္ကလံထက်ရှင်သာရိပုတ္တရာကပိုးပြီးတော့နောက်ကျပြီးတော့ဖြစ်လိမ့်မယ်ဟုတ်လားအဲ့ဒါဦးဇင်းတို့ရှင်မမောက္ကလံကဒီယဟန်ဖြစ်ပြီးတဲ့နောက်9ရက်မြောက်တဲ့နေ့မှာမြတ်စွာဘုရားသူ့ကိုကြွသွားပြီးတော့တကိုးနဲ့ကြွသွားပြီးတော့နော်9ရက်လုံးပြင်းပြင်းထန်ထန်အားထုတ်လို့အဲ့ဒီနေ့မှာငိုက်မြီးနေတဲ့ရှင်မမောက္ကလံယဟန်မဖြစ်သေးဘူးနော်အဲ့ဒီငိုက်မြီးနေတဲ့ရှင်သာရိပုတ္တရာရှင်မမောက္ကလံကိုမြတ်စွာဘုရားကအငိုက်မြီးပျောက်ကြောင်တရားသွားပြီးတော့ဟောလို့အဲ့ဒီမှာယဟန်ဖြစ်တာအဲ့ဒါကရှင်မမောက္ကလံအကြောင်းပြောတဲ့အခါမှာဦးဇင်းတို့ပြည့်ပြည့်စုံစုံပြောပါမယ်ဟုတ်လားရှင်သာရိပုတ္တရာဖြစ်လာမယ်အဲ့ဒီဥပဒိတကတော့15ရက်နေမှယဟန်ဖြစ်တယ်ဟုတ်လားဘာလို့အဲ့လိုဖြစ်ရတာတုံးဆိုတော့နော်မင်းကုန်းစတော်ဘုရားကြီးမဟာဗုဒ္ဓဝင်ကျမ်းထဲမှာနှမှတ်ချက်ကလေးပေးထားတာဦးဇင်းတို့အခုဒီအကြောင်းအရာတွေကိုမဟာဗုဒ္ဓဝင်ကိုအမိပြုပြီးတော့ဟောတာပါဟုတ်လားမှတ်ချက်ကဘယ်လိုပြုတာအောင်ဆိုတော့နော်ရှင်ဘုရင်တစ်ခါတော့ပဲကြီးတလေချက်တဲ့ဟုတ်လားတာမန်လူတွေခီးသွားမယ်ဆိုရင်တော့ကောက်ကပ်ပြီးတော့ခုထားသွားလိုက်လို့ရတယ်နော်ဘုံကံကြီးမားတဲ့ရှင်ဘုရင်များခီးသွားမယ်ဆိုရင်တော့အဲ့လိုသွားလို့ရမလားမရဘူးဟောတတ်တော်ဆောင်နေနဲ့ဘာတွေနဲ့ညာတွေနဲ့ပြင်ရမယ်ဆင်ရမယ်ဟုတ်လားအေးသူအတိုင်းပဲအဲ့ဒီမှာဦးဇင်းတို့ပြောထားတာလေးတစ်ခုမှတ်သားစရာလေးတစ်ခုပိဋကတ်တို့ကိုပြောပြမယ်သဗ္ဗညုမြတ်စွာဘုရားများဘုရားဖြစ်ခါနီးမှာဒီသင်္ခါရတရားတွေကိုဝိပဿနာရှုတဲ့နေရာမှာဘလောက်ထိသူတို့ကကြည်ကြပြန့်ပြန့်ရှုလဲဆိုလို့ရှိရင်တဲ့စัจ java လာဂရေတသိမ်းမှရှိတဲ့ရုပ်ဓာတ်နံဓာတ်တွေကိုဝိပဿနာရှုတယ်တဲ့နော်ပြီးတော့အနေနရိယနော်ဦးဇင်းတို့ဒီဗဟိတရုပ်တရားတွေရဲ့ပုံမှာလည်းဝိပဿနာရှုတယ်နော်စัจ java လာဂရေတသိမ်းနဲ့နော်ပိစိကဗုဒ္ဓအရှင်မြတ်တွေဝိပဿနာရှုပြီးတော့ပိစိကဗောဓိဉာဏ်ကိုရဖို့ဝိပဿနာရှုတဲ့နေရာမှာသူတို့ကဘယ်လိုရှုတုံးဆိုတော့နော်မိမိဒီခန္ဓာရဲ့သ
Tabawa Abawe. Di Zaburi Joma Shide, Latawari, Aluye Boma, Shini Pini, Sudan and Daddy Boma, Ubana Shude. Tagabisi Aboda Shimedoye. No Nyamjina, Chima Bongo, Senabo, Piobana. Nabilo, you know, Aga Tawaka, Mahatawaka, Bagri Tawaka Sude, Tawaka body, Nya a trouble, no? Ara address within the Ubana Shude, so the blue shudon should Mimi Kana ne. Aluye, Umya Kana or Vaida Kana, what about a pew beetle. Mimi Kana Truva Kana, Dina Mu over to Gabalodo, Ubana Shude, Nisha Dokana, that can I do my dinner. Tatawaka body Nya Nebe, no? Tawaka body Nya Yabo, the Ubana Shuame Nebe. Hola. Radima Ujino said bit of Jotaraga. Shima Mokalanga, Ubana Shudenama, Mimi Kana Truva Kana yet, the Bawadi will shoot off. A Kono Lonzi Basi Shuda Movude. Louis Jare. No, the truth of our deality a Chang way, we were not sure. Shinari Buddha, alum ho. Tidawaka Borinia Yabu a dwell. No sure my weather not sure pide. Mimi Kana Truva Kana Jango shoot a name. A Kono Lonzi Basi a Kono shooter. How do a Jani? And I would nale on Sadia Blue Uma Bile Shuro. Toyabazo Ludia, down with Tau Bilo Tore. No. Down with Tom Median Nia net, down with Tom Median Nia Nebeagam Yamado. But Tom Median Nia Yama, what down with Tom Median Nia Lidiga Nene Lipo? Hola. And I see my Mokulan shooter, down with Tom Median Nia Lope she. No? Shinariboda shooter, Alo a Gono shooter. No, Tayamudo Absinido, Janida. Saya down Jana, no? Tamu Shinariboda. No, Radamania, Radfonia, Bida Nama. Tubulu, Tugudu, Tilesuro. Payan and Pisiga Bodaga, Lulu she. Did the Bawa Loga ye Jang, I love the Lutiama she will to the no, Piena Yama, it didn't know. Payan and Pisiga Bodaga, Loyan, Barato. I love the Lu, the Alma Mishu, the Luma Mishu, Mama Gangan Tide. No, Tayam Beda about the Rondo, Shinari Bodaga Papsinido, now Janida. Anyway, Shinari Boda, Yana, she did a Janga Leve. Not the Mutavada, same one that account. Shimamakulangaro, I need Lumyasovia, Bobby or Diaholo, Yana Pit. Shimamokula, and Shinari Boda, Yana Pitagaro. To Miao Hore Diago, to a Jariga Naine, Yana Pitavia. Hola. Hola, Yasovia, Tibian, Bogo Diago Hornida, and to a Jarian in Natom Biro, Yana Pita. Oh, you know. Jajumyonama to Gorakada Sure, what do lines should I see? No, what do that look line out of Madiva, what do line? Now, Eddie Dema, Tigana Cabra should I see? No, Ladechi, Chideshi, Tare, Paravailo Suyavazo. And I Shinari Boda yet too. Eddie Baravaga. Eddie Baravaiko Hora, Yaswa Piaga. No Tigana Cap dance should I see? Eddie Dodan, Yaswa Piaga, Eddie Baravaiko Hore Chima. Shinari Bodaga, Balo Nidons, Yaswa Piago, Jelly Capini, Naunani, Jelly Capini. The Gadia Honida, Yaswa Piaga, Paravaiko Honida. Eddie Baravega Yaula Bidom, Yaswa Piago, Pasha do, Suro. They told them they have Georgia long county. No Pasha Suro. Yaswa Piade. The Viroga. Belu, Juara, woman, Mandit the Busure, Jushivare. Nenely Gauna show me, the Chanatana. Belu Juara, woman, the Virom, Mandit the Busure, Jushi. I look your Kajaram Yaswa Piaga. No, 2 years immune, Eggy with that. The Eggy with that, the work of Biram Yasovia Tower. Eggy with that. Eddie below Juguma, Manit the Vusure, as you see there, Sudarigo, Memnit the Vulare. Mirano, to a Babelo, you saw what below you saw Shira, Matumanit the Vusure, as you were to my Shira. Hello, saying below you saw Manit the Vusure, me as you are Memnit the Vulare. Hello, Mira to Babian Biodon. Simiare. Below you, Manit the Vusure, as you name. Eri you go knit the desura, to do Babe. Oh, Pabilo, County lay there, Pamian Johalemtiu. Hola, below you are go, mamma knit the babu sodane, Eri knit the vusurago, knit the desura as you are, a to do Babe. Bidoma or hold the veil. Suyamazo. No, Suyamazo. Now, Bauma Chaivulo. Jore, the cook, Taleno. Eri Bauma Machaida when I chai de look joy. Blue Biomero. Bauma Chai would be to do well. Tobola.
ငါဘာမှမကြိုက်တာကိုပဲကြိုက်တယ်ကွာလို့ပြောရင်ဘာမှမကြိုက်ဘူးလို့ပြောတာနဲ့ပါတော့အတူတူပဲဒါပေမဲ့တခုလဲစဉ်းစားကြည့်အဲ့ဒီဘာမှမကြိုက်ဘူးဆိုတာကိုပဲကြိုက်တယ်လို့ပြောနေလို့ရှိရင်ရှေ့စကားကတိတ်အထိပ္ပယ်မရှိလို့ဖြစ်သွားဘာမှမကြိုက်ဘူးဆိုတာကြီးကို तू ဟာကြိုက်နေတယ်ဆိုတော့ဘာမှမကြိုက်တာကြီးကိုကြိုက်နေရလဲမရောက်ဘူးလားကြိုက်တယ်အဓိပ္ပာယ်ဟာမကြိုက်တာအဲ့ဒါတော့ကြိုက်တယ်ပေါ့လဲနေတယ်နော်တေချာနားထောင်တာဟုတ်လားအေးအဲ့တော့ तू ကရှောက်တာတပည့်တော်ကဘယ်လိုအယူဝါဒကိုမှမနှစ်သက်ဘူးဆိုတာကိုပဲတပည့်တော်နှစ်သက်တယ်ဆိုတော့ तू ဘယ်လိုအယူဝါဒကိုမှမနှစ်သက်ဘူးဆိုတဲ့အယူသူ့မှာရှိတယ်哦အဲ့ဒီတော့မြတ်စွာဘုရားကိုင်းမင်းတို့တက္ကသိုလ်တွေကအဲ့လိုပဲပြောပြီးတော့တဲ့ကိုယ့်အယူကိုလည်းမစွန့်နိုင်ဘူးသူများအယူကိုလည်းမင်းတို့စွန့်လန်းနေတာရှိတယ်တဲ့ဟောပြောပုံလေးနော်ကိုယ့်အယူလည်းပါလဲမစွန့်နိုင်ဘူးဒီပြင်အယူကိုလည်းစွန့်နေတာရှိတယ်တဲ့ပြောလို့လားမင်းတို့ပြောနေကြတာတဲ့အေးဒါမှငါပြောမယ်တဲ့ဘယ်အယူဝါဒကိုမှမနှစ်သက်ဘူးဆိုတဲ့ပုံကိုယ်တွေဟာလောဘဖြစ်ဖို့တန်ရောစဉ်ဖြစ်ဖို့ပြင်းထန်တဲ့နှစ်သက်မှုတွေဖြစ်ဖို့အတွက်မနှိစက်ဘူးဝေးတယ်တဲ့မဆိုးဘူးပေါ့နော်ဘယ်ယူဝါဒကိုပဲဖြစ်ဖြစ်နှစ်သက်တယ်ဆိုတဲ့အယူတွေလည်းရှိတယ်တဲ့အဲ့ဒီခေတ်ကဘယ်ယူဝါဒဖြစ်ဖြစ်နှစ်သက်တယ်ဆိုတဲ့လူတွေကတော့လောဘဖြစ်ဖို့အတွက်နှစ်သက်ဖို့အတွက်တန်ရောစဉ်တွေဖြစ်ဖို့အတွက်နှိစက်တယ်တဲ့အဲ့လိုလည်းပြောလိုက်ရောအဲ့ဒီဒီကနခသဘောကျသွားတယ်အော်ငါအယူစားကိုမြတ်စွာဘုရားချီးမွမ်းတယ်ပေါ့အဲ့ဒီလိုသဘောကျနေတော့ရှိသေးမြတ်စွာဘုရားဗာဆက်မိန်ရှိတုံးဆိုတော့အဲ့ကိဝတ္တာတဲ့ငါပြောမယ်ဘယ်လိုယူဝါဒကိုမှငါမနှစ်သက်ဘူးလို့မင်းလှုပ်ထားတယ်ဆိုရင်အယူဝါဒအလုံးကိုနှစ်သက်တယ်ဆိုတဲ့လူတွေနဲ့တချို့အယူကိုနှစ်သက်တယ်တချို့အယူကိုမနှစ်သက်ဘူးဆိုတဲ့လူတွေနဲ့မင်းညင်းရခုံရလိမ့်မယ်တဲ့ငါမှမာနာမင်းတို့ဟာမှားတယ်ဆိုတော့မင်းညင်းရမယ်ညင်းရပြီဆိုရင်မင်းစိတ်တွေဆင်းရဲမယ်ပင်ပန်းမယ်နော်ဘယ်အယူဝါဒမှမနှစ်သက်ဘူးဆိုတဲ့လူတွေကလည်းပဲအယူဝါဒတွေကိုနှစ်သက်တယ်ဆိုတဲ့လူတွေတချို့နှစ်သက်တယ်တချို့မနှစ်သက်ဘူးဆိုတဲ့လူတွေနဲ့သူတို့လည်းညင်းရလိမ့်မယ်ညင်းရရင်စိတ်ပင်ပန်းမယ်ဆင်းရဲပဲတချို့ပဲနှစ်သက်တယ်ကွာတချို့အယူဆတော့တို့မနှစ်သက်ပါဘူးဆိုတဲ့လူတွေကလည်းပဲဘယ်အယူဝါဒမှမနှစ်သက်ဘူးဆိုတဲ့လူနဲ့အယူဝါဒအလုံးကိုနှစ်သက်တယ်ဆိုတဲ့လူတွေနဲ့သူတို့လည်းဘာလို့ညင်းရလိမ့်မယ်နားလေအောင်နားထောင်တော့ပြောချင်တာကအယူအဆတစ်ခုခုကိုကြိုက်နေပြီဆိုလို့ရှိရင်ကျန်တဲ့အယူအဆရှိတဲ့လူတွေနဲ့ဘာလို့ရမလို့ညင်းရခုံရလိမ့်မယ်တဲ့အဲ့ဒါဆိုလို့ရှိရင်ဘာမလို့စိတ်ပင်မရမယ်ဆင်းရလိမ့်မယ်ဒါကြောင့်မို့လို့ဉာဏ်ရှိတဲ့လူတွေကနော်ကိုယ့်အယူအဆကိုလည်းနော်မဆွဲလန်းဘူးသူများအယူအဆကိုလည်းမဆွဲလန်းဘူးဘာအယူအဆအောင်မှသူတို့ဆွဲလန်းတာမရှိဘူးတဲ့နော်အဲ့လိုမျိုးဉာဏ်မရှိတဲ့ပုံကိုယ်တွေကကိုယ့်အယူအဆကိုလည်းမစွန့်လန်းနိုင်ဘူးသူများအယူအဆကိုလည်းဆွဲလန်းနေကြတယ်ဆိုလိုတာကဘယ်လိုအယူဝါဒမျိုးကိုမှစွဲမထားရဘူးဒီနေ့မှာအယူဆိုတာကနော်အယူအဆပိုင်းဆိုင်ရာတွေကိုပြောတာပါလူတွေကအတွေးတွေနဲ့ကိုထင်တာကိုပြောကြတာမရှိဘူးလားရှိရဲ့နော်အဲ့ဒီလိုမျိုးမြတ်စွာဘုရားကအယူအဆနဲ့ပတ်သက်ပြီးတော့အဲ့ဒီပရပိုက်ကိုဟောပြပြီးတော့လိုရင်းကြတဲ့တရားဒေသနာဆက်ပြီးတော့ဟောတယ်အဲ့ဒါကဘာလဲဆိုတော့ဝတ္တနော်အဂိဝတ္တတဲ့ငါပြောပြမယ်ဒီယုတ်ခန္ဓာကိုယ်ကြီးဟာနော်သတ္တုမဟာဘူတိကောပရိယာဘောတေဇောဝါယောတကြီးလေးပါးနဲ့တိဆောက်ထားတယ်မာတပိဋိကတံဘောတဲ့အမိဖတို့ရဲ့တုတ်သွေးကိုအမိပြုတ်ပြီးတော့ဖြစ်လာတာနော်ဩရဏကုံမတံဩရဏကုံမတုပစီယောတဲ့ထမင်းမုံရောမုံအစရှိတဲ့ဒီအစာအာဟာရကိုအကြောင်းပြုပြီးတော့ကြီးထွားလာတာဟုတ်လားပြီးတော့ဗာပြောတော့အနိစ္စစာရဏပရိမတ္တနာဘေဒနာဝိဒန္တနာဓမ္မောတဲ့မတည်မြဲတဲ့သဘောအမြဲတမ်းဆုံးနေပေးရတဲ့သဘောပြီးတော့လည်းပဲဘာဖြစ်သွားတော့နော်ပျက်စီးသွားတဲ့သဘောဖျုတ်ဖျဲဖောက်ပြန်သွားတဲ့သဘောရှိတဲ့ဒီယုတ်ကာယကြီးနော်ယုတ်ကာယကြီးကိုအဲ့လိုအဓိပ္ပာယ်လေးနဲ့ဖွင့်ပြီးတော့ပြောတာနော်တကြီးလေးပါးရဲ့အဆူဝေးနော်အမေဖေရဲ့သွေးသားကိုအမိပြုပြီးတော့ဖြစ်လာတဲ့နော်အာဟာရဓာတ်ကိုအကြောင်းပြုပြီးတော့ကြည်ထွားလာတဲ့နော်မတည်မြဲတဲ့သဘောအမြဲတမ်းဆုံးနေပေးရတဲ့သဘောဟုတ်လားနင်းနှိပ်ပေးရတဲ့သဘောဒီလိုလုပ်နေတဲ့ကြားထဲကပဲနော်ပျက်စီးဖောက်ပြန်သွားတဲ့သဘောရှိတဲ့ဒီယုတ်ကာယကြီးရဲ့အပေါ်မှာတဲ့ဘယ်လိုမျိုးမှန်မှန်ကန်ကန်နော်ရှုသင့်တယ်လေမြင်သင့်တယ်လေဆိုလို့ရှိရင်ရသော်ဗျအဲ့ဒီမှာ7မျိုးတောင်ဟောတယ်အနိစ္စတော့ဒုက္ခတော့အနိစ္စတော့မမြဲသောအဖြစ်သမတုပတ္တိတဘောရှုရမယ်တဲ့နော်ဒီယုတ်ကာယကြီးကိုမတည်မြဲတဲ့သဘောလို့မြင်အောင်ကြည့်ရမယ်ဒုက္ခတော့ဒါဟာအကောင်းမဟုတ်တဲ့သဘာဝကြီးလို့မြင်အောင်ကြည့်ရမယ်နော်ရောဂတော့တဲ့ဒါဟာယောဂရဲ့အစုအပုံကြီးများတာဖြစ်တယ်လို့မြင်အောင်ကြည့်ရမယ်တဲ့နော်ဂန္ဓတော့တဲ့ဒါဟာအိုင်းအမာကြီးတစ်ခုနော်အနာဆိုးကြီးတစ်ခုလို့မြင်အောင်ကြည့်ရမယ်တဲ့နော်အနာပေါက်မှအနာဆိုးဖြစ်တယ်လို့မထင်နဲ့နော်ဒီကိုယ်လုံးကပါတော့အနာဆိုးကြီးလို့မြတ်စွာဘုရားဟောတယ်ဂ
Ganta ဆိုတာအိုင်းအမာတွေးတန်တရေရဲနဲ့နော်ဦးဇင်းတို့အခုကင်ဆာယောဂမျိုးလိုပေါ့ဟုတ်လားအနာတုံးကြီးလို့မှတ်ရမယ်တန်လှတော်တယ်မြားရှူးနေတယ်လို့ညောင်ရှူးနေတယ်လို့သဘောထားပြီးတော့တရားကိုနားလေရမယ်တဲ့အခတော်တယ်ဆင်းရဲအစုအပုံကြီးလို့ဒါကိုသိအောင်မြင်အောင်ကြိုးစားရမယ်တဲ့အာဘာရတော်တယ်အမျိုးမျိုးသောအနာယောဂတို့ရဲ့စုရလို့နားလေရမယ်တဲ့နော်ဒါတည်းမကောက်မြတ်စွာဘုရားဗာဆက်ပြီးတော့ပြောတော့ပရတော်တဲ့ဒဇိမ့်ပြင်ပလို့သဘောထားပြီးတော့ဒါကိုရှုဆင်ញင်တတ်ရမယ်နော်အတွင်းသားမထားရဘူးပေါ့နော်ဒါဟာဒဇိမ့်ပြင်ပတဘာဝတရားလို့အဲ့လိုမျိုးဒဇိမ့်ဆန်ဆန်လူငယ်တွေနားလည်အောင်ပြောရတော့အဲ့လိုမျိုးသဘောထားရမယ်တေခန္ဓာရဲ့ပုံမှာနော်ပါလောကတော်တဲ့ပျက်စီးသွားမဲ့သဘာဝလို့ဒါကိုရှုမှတ်ရမယ်ဆင်ញင်ရမယ်နော်ပြောပုံအများကြီးပဲနော်ပြီးတော့ဗာပြောတော့သုံးညတော်တဲ့အနှစ်သာရကင်းမဲ့တဲ့သဘောအနေနဲ့ဒါကိုရှုရမယ်မြင်ရမယ်အနတ္တတော်တဲ့ဒါဟာအတ္တငါဆိုတာမဟုတ်သူဆိုတာမဟုတ်ပုဂ္ဂိုလ်တ attva ဆိုတာမဟုတ်သဘာဝတရားတက်တက်လို့နော်အနှစ်သာရကင်းမဲ့တဲ့အနတ္တအနေနဲ့လည်းပဲရှုမှတ်ရမယ်လို့17မျိုးတောင်ပြောတယ်နော်ဒီယုတ်ခန္ဓာကိုယ်ကြီးကိုအရင်ပြောတာနော်ဟုတ်လားပရိယာဝတ္တိဇောဝါယောဓာတ်ကြီး၄ပါးနဲ့အခြေခံတည်ဆောက်ထားတဲ့အမေဖေရဲ့သွေးသားကိုအမိပြုတ်ပြီးတော့ဖြစ်လာတဲ့အာဟာရကိုအမိပြုတ်ပြီးတော့ကြီးထွားလာတဲ့နော်အမြဲတမ်းစုပ်နေပုတ်တက်ပြီးတော့နော်ပေးနေရပြီမယ်လို့လည်းပဲပြီးတော့လည်းပဲပေါက်ပြန်ပျက်စီးသွားတတ်တဲ့ဒီသဘာဝတရားကြီးကိုအဲ့လို17မျိုးသောနိလန်းတို့ဖြင့်မြင်အောင်ကြိုးစားရမယ်တဲ့နေစာတော့ဒုက္ခတော့ဟုတ်လားနော်ဒါတွေကိုဒကာဓမ္မတို့အရင်တို့အသေးစိတ်အကုန်လုံးမှတ်နိုင်ရင်တော့အလွန်ကောင်းမယ်ပေါ့နော်17မျိုးတော်မြတ်စွာဘုရားဟောတာဟုတ်လားအဲ့လိုအရင်တို့ရုပ်ပိုင်းဆိုင်ရာကိုရှုမှတ်ပွားများရမယ်လို့ဟောပြီးတဲ့နောက်မှာမြတ်စွာဘုရားဘာကိုထပ်ပြီးတော့ဟောတော့ဝေဒနာကိုဟောတယ်နော်စိတ်ဝင်စားစရာကောင်းတယ်လို့ဦးဇင်းကထင်တယ်နော်ဒါတရားဘာဝနာကိုစိတ်ဝင်စားတဲ့ပုဂ္ဂိုလ်တွေအတွက်ပိုစိတ်ဝင်စားတယ်ကောင်းတယ်ရှင်သာရိပုတ္တရာယန္တာဖြစ်တဲ့တုတ်တန်ဆိုတော့စိတ်ထဲမှာအမှတ်ထင်နေလေမှတ်စေခြင်းတယ်ပေါ့နော်ဝေဒနာတွေကိုမြတ်စွာဘုရားဘယ်လိုဟောတော့ဆိုတော့အလွန်ရိုးရိုးရှင်းရှင်းဟောတယ်အဲ့ဒီတုတ်တန်မှာအဂိဝတ္တာတဲ့ခံစားမှုဝေဒနာဟာ၃မျိုးရှိတယ်တဲ့ဒုက္ခရဲ့ဒုက္ခရဲ့အဒုက္ခမဒုက္ခရဲ့ဒုက္ခဆိုတာချမ်းသာတဲ့သဘောဒုက္ခဆိုတာဆင်းရဲတဲ့သဘောအဒုက္ခမဒုက္ခဆိုတာချမ်းသာတာလည်းမဟုတ်ဆင်းရဲတာလည်းမဟုတ်ချမ်းသာတယ်လို့လည်းမထင်ရှားဘူးဆင်းရဲတယ်လို့လည်းမထင်ရှားဘူးဝေဒနာဘယ်နှမျိုးတော့၃မျိုးဒုက္ခရဲ့ဒုက္ခရဲ့အဒုက္ခမဒုက္ခအဲ့ဒါကိုဒီဝေဒနာခံစားမှုတို့ရဲ့အနိစ္စသဘာဝကိုပုံပေါ်အောင်မြတ်စွာဘုရားဘယ်လိုရှင်းပြလဲဆိုတော့အဂိဝတ္တာတဲ့ဒုက္ခဝေဒနာကိုခံစားနေတဲ့အချိန်မှာဒုက္ခဝေဒနာမရှိဘူးတဲ့အဒုက္ခမဒုက္ခဝေဒနာလည်းမရှိဘူးတဲ့တေချာနားထောင်နော်ဒုက္ခဝေဒနာခံစားနေတဲ့အချိန်မှာဒုက္ခလည်းမရှိဘူးအဒုက္ခမဒုက္ခလည်းမရှိဘူးဒုက္ခအနည်းတက်တက်ကိုပဲခံစားနေတာတဲ့တခါဒုက္ခဝေဒနာကိုခံစားနေတဲ့အချိန်မှာဒုက္ခဝေဒနာမရှိဘူးအဒုက္ခမဒုက္ခဝေဒနာမရှိဘူးဒုက္ခဝေဒနာတက်တက်ကိုပဲခံစားနေတာအဒုက္ခမဒုက္ခဝေဒနာကိုခံစားတဲ့အချိန်မှာလည်းပဲဒုက္ခဝေဒနာမရှိဘူးဒုက္ခဝေဒနာမရှိဘူးအဒုက္ခမဒုက္ခကိုပဲခံစားနေတာဘာလဲဆိုတော့အဲ့ဒီအချက်ကိုပဲနေနေစဉ်းစားလို့ရှိရင်ဘယ်ခံစားမှုမှတည်ငြင်းနေတာမဟုတ်ဘူးဆိုတာကိုမသိနိုင်ဘူးလားသိနိုင်တယ်နော်ဝေဒနာတစ်မျိုးခံစားနေတယ်မှာကျန်တဲ့ဝေဒနာရှိသလားမရှိဘူးနော်ဒါကြောင့်ဆင်းရဲနေတဲ့အချိန်မှာချမ်းသာတာမရှိဘူးချမ်းသာနေတဲ့အချိန်မှာလည်းဆင်းရဲတာမရှိဘူးချမ်းသာတယ်လည်းမဟုတ်ဘူးဆင်းရဲတာလည်းမဟုတ်ဘူးဒီတိုင်းပဲပဲချမ်းသာဆင်းရဲခြင်းမှမထင်ရှားဘူးဆိုတဲ့တော့သိဖို့တောင်အလွန်ခက်တဲ့ဒီလိုအဒုက္ခမဒုက္ခဝေဒနာမျိုးဖြစ်နေတဲ့အချိန်မှာလည်းပဲချမ်းသာခြင်းလည်းမရှိဘူးဆင်းရဲခြင်းလည်းမရှိဘူးဒါကြောင့်ဘယ်ဟာတည်မြဲနေတယ်လို့မေးရင်ဘယ်ဟာမှမတည်မြဲဘူးနားလည်ဖို့လိုတယ်ဟုတ်လားဝေဒနာတို့ရဲ့မတည်မြဲပုံကိုမြတ်စွာဘုရားအဲ့လိုရိုးရိုးလေးပြောတာနော်အဲ့လိုပြောပြီးတော့မြတ်စွာဘုရားဝေဒနာကိုဘလို့အဓိပ္ပာယ်ဖွင့်ပြတော့ဘလို့မှန်မှန်ကန်ကန်သိအောင်လုပ်ရမလို့ဆိုတာကိုဆက်ပြီးတော့အမိန့်ရှိတာနော်ဒုက္ခဝေဒနာပဲဖြစ်ဖြစ်ဒုက္ခဝေဒနာပဲဖြစ်ဖြစ်အဒုက္ခမဒုက္ခဝေဒနာပဲဖြစ်ဖြစ်အနိစ္စသင်္ခတပရိစ္ဆသမုပ္ပန္နာခယဓမ္မဝယဓမ္မဝိရာဂဓမ္မនិရောဓဓမ္မတဲ့နော်ဘယ်နှလုံးရှိသွားတော့သိချာမှတ်မယ်နော်အနိစ္စသင်္ခတနော်ပရိစ္ဆသမုပ္ပန္နာခယဓမ္မဝယဓမ္မဝိရာဂဓမ္မនិရောဓဓမ္မ9မျိုးဟောရတယ်နော်အနိစ္စဆိုတာဘာတော့မတည်မြဲဘူးအနိစ္စမတည်မြဲတဲ့သဘောဟုတ်လားပြီးတော့ဗာပြောတော့သင်္ခတတဲ့ပြုပြင်အပ်တဲ့သဘောတဲ့နော်အကုန်လုံးအကြောင်းတရားတွေစုံလာမှဖြစ်လာတဲ့သဘောလေးသူစွမ်းတဲ့သူဖြစ်လာတာမဟုတ်ဘူးဟုတ်လားနော်ပြုပြင်ထားတဲ့သဘောလေးပြုပြင်အပ်တဲ့သဘောလို့အဲ့လိုလေးတော့ဘာသာပြန်တယ်ပေါ့ပြုပြင်အပ်တယ်ပရိစ္ဆသမုပ္ပန္နာဆိုတာအဲ့ဒါကျတော့ပိုရှင်းသွားတယ်ဖြစ်เสียအကြောင်းတစ်ခုကိုဆွဲပြီးတော့ဖြစ်လာတာတဲ့ဘာကိုဆွဲပြီးတော့ဖြစ်တုံးဆိုတော့အနိကဆုံးကြုံပြောရရင်တော့ဖတ်တာပေါ့နော်သိကြပါစို့ခံစားမှုတွေဆိုတာက
မျက်စိရဲ့အစင်းရဲ့တွေ့ကြတဲ့အခါမှာမြင်သိစိတ်ဆိုတာဖြစ်တယ်နော်အဲ့ဒီမျက်စိရဲ့အစင်းရဲ့မြင်သိစိတ်ရဲ့ဒီသုံးခုရဲ့ပေါင်းကိုဘာလို့ခေါ်တော့ဖတ်တာလို့ခေါ်တယ်နော်အဲ့ဒီဖတ်တာကြောင့်ချမ်းသာတယ်ဆင်းရဲတယ်သို့မဟုတ်ချမ်းသာခြင်းဆင်းရဲခြင်းမထင်ရှားဘူးဆိုတဲ့ဒီဝေဒနာတွေကဖြစ်လာတာအဲ့လိုပဲနားရဲ့အတန်ရဲ့ကြားသိစိတ်ရဲ့ဒီသုံးခုပေါင်းစုံတာကိုဘာခေါ်တော့ဖတ်တာအဲ့ဒီဖတ်တာကြောင့်ပဲချမ်းသာခြင်းဆင်းရဲခြင်းဆိုတာတွေဖြစ်လာတာသိချာစဉ်းစားနော်ဝေဒနာတွေဖြစ်ပွားပုံအနေအထားမြင်ရကလည်းတဆင်ဖြစ်လာတယ်ကြားရကလည်းတဆင်ဖြစ်လာတယ်အကြံဉာဏ်ပြောရရင်ဟုတ်လားအနက်နေရကနေတဆင်ဖြစ်လာတယ်အရာသာတွေစားတော့ကနေတဆင်ဝေဒနာတွေဖြစ်တယ်အတွေ့အထိတွေကနေတဆင်ဖြစ်တယ်အတွေ့အကြံတွေကနေတဆင်ဖြစ်လာတယ်ပဋိစ္စသမုပ္ပါဒ်နာဆိုအဲ့ဒါကိုပြောတာအကြောင်းတရားကိုဆွဲပြီးတော့ဖြစ်ပေါ်လာတာနော်အမြဲတည်ရှိနေတာမဟုတ်ဘူးအာကန္တုသဘောပေါ့ဧည့်သည်သဘောပေါ့နော်ဒါကိုပြောတော့ပဋိစ္စသမုပ္ပါဒ်နာအဲ့ဒီလိုဖြစ်လာတဲ့သဘာဝတရားတွေကဝယဓမ္မနော်ခရဓမ္မကုန်ခန်းတတ်တဲ့သဘောရှိတယ်ဝယဓမ္မပျက်စီးတတ်တဲ့သဘောရှိတယ်တဲ့ဒါကြောင့်မို့လို့ဒီဝေဒနာတရားတွေဟာဝိရာဂဓမ္မမနှစ်သက်မဆွဲလန်းအပ်သောသဘာဝတရားများတာဖြစ်တယ်တဲ့နော်လူချင်းစရာကောင်းတဲ့သဘောတွေမဟုတ်ပါဘူးဆိုတဲ့အဓိပ္ပာယ်ကိုနားလည်ရမှာနော်ဝိရာဂဓမ္မနော်နှစ်သက်စရာမဟုတ်တဲ့သဘာဝတရားတွေတဲ့ဘာဖြစ်လို့တော့ပျက်စီးသွားလို့ဟုတ်လားဘာဖြစ်လို့တော့ပျက်စီးသွားလို့နှစ်သက်စရာကောင်းတဲ့တရားတွေမဟုတ်ဘူးတဲ့និရောဓဓမ္မချုပ်ပြောက်သွားတဲ့သဘာဝတရားတွေသာဖြစ်တယ်လို့အဲ့ဒါလိုမှန်မှန်ကန်ကန်သိရမယ်မြင်ရမယ်တဲ့လူရင်းကိုမြတ်စွာဘုရားဟောတာနော်အဲ့လိုသိရမြင်မှများလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာဒီဝေဒနာတွေရဲ့ပုံမှာညီငွေမှုဆိုတာဖြစ်လာတယ်နော်ဆွဲမဲ့မှုကင်းမှုဆိုတာဖြစ်လာတယ်လွတ်မြောက်မှုဆိုတာဖြစ်လာတယ်ဒါအနှစ်ချုပ်လေးပြောတာပါအဲ့လိုဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာနော်ဘာဖြစ်သွားတော့ဆိုတော့အာသောကုန်ခံယန္တာဖြစ်တယ်လို့ဆိုကြပါစို့ဟုတ်လားအဲ့လိုယန္တာဖြစ်သွားပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာဘယ်သူနဲ့မှညှင်းခုန်တယ်ဆိုတာမရှိဘူးတဲ့လောကရဲ့ပြောရိုးပြောစဉ်အရာမို့သာပြောနေတာဘာကိုမှအမှားအဖြစ်သုံးတတ်တာလည်းမရှိဘူးတဲ့ဟောဒါလေးကအလွန်မှတ်စရာကောင်းတဲ့စကားလုံးနော်ပြောရိုးပြောစဉ်မို့ပြောတော့ပြောနေတယ်ဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာမှားယွင်းတဲ့သုံးသပ်မှုမရှိပါဘူးတဲ့ဆရာတို့ယန္တာရှင်မြတ်တွေလည်းပဲအေးငါစီလာခဲ့ဟိုလူကဘယ်သွားမှလဲအစရှိတဲ့ပုဂ္ဂိုလ်တ attva အနေထားမျိုးတွေနဲ့ပြောတာတော့မရှိဘူးလားရှိတယ်ဒါပေမဲ့သူတို့မှာမှားယွင်းတဲ့သုံးသပ်ချက်မရှိဘူးဒါပုဂ္ဂိုလ်တ attva ဒါငါဒါသူဆိုတဲ့မှားယွင်းတဲ့သုံးသပ်ချက်ဒါကသောတာပန်ပုဂ္ဂိုလ်တောင်မရှိပါဘူးဟုတ်လားအဲ့တော့ယန္တာဖြစ်သွားပြီဆိုရင်ဘယ်သူနဲ့မှညှင်းခုန်တယ်ဆိုတာမရှိဘူးနော်သူပြောတာတွေတော့ပြောတာရှိတယ်ဒါပေမဲ့မှားယွင်းတဲ့သုံးသပ်မှုသူ့မှာမရှိဘူးအဲ့ဒီလိုမျိုးမြတ်စွာဘုရားဟောတဲ့အခါကျတော့အဲ့ဒီဒီကနခပရပိုက်ကသောတာပန်ဖြစ်သွားတယ်နောက်နာကရက်လေခတ်ပြီးတော့ပေးနေတဲ့ရှင်သာရိပုတ္တရာအလောင်းလျာဖြစ်တဲ့နော်ဥပါတိတနော်မထေမြတ်ရှင်သာရိပုတ္တရာဖြစ်သွားပြီပေါ့လေအဲ့ဒီကြတော့ဟုတ်လားသူကဘာဖြစ်သွားတော့ဆိုတော့ယန္တာဖြစ်သွားတယ်ဘလို့လုတ်ပြီးတော့သူကယန္တာဖြစ်သွားတော့ဆိုတော့သူ့ရဲ့အတွေးလေးကိုလည်းပဲအဲ့ဒီထဲမှာမှတ်တမ်းတင်ထားတာပါတယ်ဩငါတို့ရဲ့မြတ်စွာဘုရားကနော်ထိုတရားတွေကိုထူးသောဉာဏ်ဖြင့်သိပြီးတော့နော်မစွဲလန်းဖို့အတွက်ဟောတာပါလားဟုတ်လားငါတို့ရဲ့မြတ်စွာဘုရားထိုတရားတွေကိုထူးသောဉာဏ်ဖြင့်သိပြီးတော့စွန့်လွတ်ဖို့ရအလို့ငါတရားကိုဟောတာပါလားဟောလူရင်းကောင်းထုတ်ချက်ချပုံလေးကိုသတိထားကြကောင်းတယ်နော်မြတ်စွာဘုရားတရားဟောတယ်ဆိုတာဘာလဲဒီသဘာဝတရားတွေရဲ့အကြောင်းကိုထူးသောဉာဏ်ဖြင့်သိပြီးတော့ထူးသောဉာဏ်ဖြင့်သိတယ်ဆိုတာလွယ်အောင်ပြောရင်မှန်မှန်ကန်ကန်သိပြီးတော့ဟုတ်လားဒါကိုမှန်မှန်ကန်ကန်သိပြီးတော့ဘာအတွက်တရားဟောတော့မစွဲလန်းဖို့နော်မတက်မဲ့ဖို့ဒါအတွက်မြတ်စွာဘုရားတရားဟောတာဒီသဘာဝတရားတွေကဒုက္ခတွေပဲဒါတွေကိုမစွဲလန်းမှသာလေဒီဒုက္ခတွေကလွတ်မြောက်ပဲဒါကြောင့်ဒီသဘာဝတရားတွေရဲ့အကြောင်းကိုမြတ်စွာဘုရားမှန်မှန်ကန်ကန်ထူးသောဉာဏ်ဖြင့်သိပြီးတော့မစွဲလန်းဖို့ရန်အလို့ငါဘာလို့တော့တရားဟောတာပါလားလို့အဲ့လိုဆင်ခြင်ရင်းနဲ့အာသောကုန်ခံယန္တာဖြစ်တယ်တဲ့ရှင်သာရိပုတ္တရာယန္တာဖြစ်ပုံကလေးဟုတ်လားဒါကြောင့်ဦးဇင်းတို့ပြေးတဲ့ပေါင်းသူတော်ကောင်းတို့နော်ရှင်သာရိပုတ္တရာမထေမြတ်ရဲ့နော်ဆူတောင်းကစပြီးတော့ဒါဦးဇင်းတို့ပြစ္ဆခတ်အနေအထားလေးကိုပြောပြတာဆက်ပြီးတော့ဦးဇင်းဘာပြောခြင်းတော့နော်နောက်နေ့မှပြောမယ်ရှင်သာရိပုတ္တရာရဲ့အကြောင်းအရာတွေကအလွန်များတယ်သူဟောခဲ့တဲ့တရားလေးတွေကိုလည်းဦးဇင်းကပြောခြင်းတယ်နော်အရှင်မြတ်ကြီးနှစ်ပါးဆွေးနေတဲ့အကြောင်းတွေကိုလည်းပြောခြင်းတယ်အဲ့တော့ဒီနေ့ကြံတဲ့အချိန်လေးမှာဦးဇင်းကဘာဆက်ပြောခြင်းတော့ဆိုတော့ဒီရှင်သာရိပုတ္တရာအရှင်မြတ်ကြီးဟာအလွန်တရာမှသီးခံတဲ့နေရာမှာစံထားရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်နော်ထူးခြားတဲ့အဖြစ်အပျက်နဲ့သီးခံမှုနဲ့ပတ်သက်ပြီးတော့သူ့မှာထူးခြားတဲ့မှတ်တမ်းရှိတယ်ဒါလေးကိုဦးဇင်းကဆက်ပြီးတော့ပြောခြင်းတယ်ဟုတ်လားသူယန္တာဖြစ်ပြီဆိုတော့သူ့ရဲ့ညီတော်တွေနှမတော်တွေအကုန်လုံးကိုသူယမ်းပြုတ်ပေးတာရှိတယ်အဲ့ဒါတွေကိုနောက်တစ်ချိန်ကြာမှာပဲဦးဇင်းတို့ပြောပါမယ်ဟုတ်လားတော်တော်စဘာပြောခြင်းတော့ဆိုတော့သူ့ရဲ့သီးခံနိုင်တဲ့နော်အနေအထားနဲ့ပတ်သက်ပြီးတော့ကြော်ကြားမှုပေါ့
လူလောကရဲ့တရားဓမ္မအတိုင်းဝိုင်းမှာကိုပဲရှင်သာရိပုတ္တရာအလွန်သီးခံတဲ့ဆိုတဲ့ဟာကကြော်ကြားတယ်လို့ဆိုတယ်ဒါကြောင့်ဒီနေ့တော့ပုံနာတယောက်ကဘယ်သူကဘလောက်သီးခံနိုင်တာတော့ဘယ်သူဖြစ်ဖြစ်စိတ်တူစရာတွေ့ရင်စိတ်တူမှာမတူစရာမတွေ့သေးလို့မတူတာပါသူကဒါကတာမန်လူလိုပဲသူကသဘောထားတာကိုဟုတ်လားတူစရာမတွေ့သေးလို့တူတာပါကွာဘလောက်သီးခံနိုင်တဲ့လူပဲဖြစ်ဖြစ်စိတ်တူအောင်တကယ်လုပ်မယ်ဆိုရင်မတူဘဲမနေပါဘူးသူကဒါသူ့အမြင်ပေါ့ဘယ်သူကမတူတာတော့ဆိုအေးရှင်သာရိပုတ္တရာတော့ဘာလုပ်လို့မှစိတ်မတူဘူးစိတ်တူတယ်လို့မရှိဘူးအေးအဲ့လိုဆိုလို့ရှိရင်ငါစိတ်တူအောင်လုပ်ပြမယ်တဲ့အဲ့ဒါဘာလုပ်လဲဆိုတော့အဲ့ဒီအရှင်မြတ်ဆွမ်းခံကြွလာပြီလဲဆိုတော့ဘာမပြောညာမပြောနောက်ကနေပြီးတော့အဲ့ဒါကြောကုန်းကိုလက်နဲ့သွားပြီးတော့ထုတယ်နော်ဒါပေမဲ့ရှင်သာရိပုတ္တရာအဲ့ဒါကိုလှည့်မကြည့်ဘူးတဲ့ဘာမပြောဖို့ဆိုဖို့နေနေသားသားနော်လှည့်တော့မကြည့်ဘူးဘာမှဖြစ်တယ်ဆိုတဲ့အနေအထားမျိုးမရှိတဲ့ပုံစံမျိုးနဲ့ပဲဆက်ပြီးတော့ကြွသွားတာပုံမှန်အတိုင်းပဲကြွသွားသူတော်တော်အံ့ဩသွားတယ်ဟုတ်လားဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာတကယ်သိခံနိုင်တာကိုထုလိုက်ရင်တော့တခုခုတော့ပြန်ပြောမယ်လို့သူထင်နေတာဟုတ်လားအဲ့ဒါနဲ့သူကသူ့စိတ်ထဲမှာတော်တော်လေးပူလောင်သွားပြီငါတော့မှားပြီနဲ့တူတယ်ပေါ့အဲ့ဒါနဲ့အရှင်ဘုရားနေပါအောင်တပည့်တော်အိမ်ကိုကြွပါအောင်ဘာဘူးလို့တော့အရှင်ဘုရားကိုစိတ်တူမလားလို့တပည့်တော်ကနောက်ကကြောကိုထုလိုက်တာအဲ့ဒါကိုလည်းရှင်မြတ်ကဘာမှမပြောဘူးအိမ်ကြွပါအောင်ဆိုတော့အိမ်ကြွသွားတယ်အဲ့ဒါဆွမ်းလောင်းမဲ့သူအမြဲတမ်းအဲ့ခဏလေးတော့လူတွေကအုံလိုက်ကြီးရောက်လာတယ်အများကြီးဘာလို့ရောက်လာလဲဆိုတော့တို့ရဲ့အရှင်မြတ်ကိုထုတဲ့လူကိုရိုက်မယ်ဆိုပြီးတော့ရောက်လာကြတယ်ဟုတ်လားရိုက်ခါတဲ့လူကဘာမှမဖြစ်ဘဲနဲ့ဘေးကလူကဖြစ်နေတာနော်အဲ့ဒါနဲ့ရှင်သာရိပုတ္တရာကအဲ့ဒီတကားတွေမင်းတို့ဘာဖြစ်ကြတာတော့ဆိုတော့အရှင်မြတ်ကိုစော်ကားလို့အဲ့ဒီလူကိုကောင်းကောင်းဆုံးမမလို့ဆိုဂိုင်းဒီလူကထုတာမင်းတို့ကိုထုတာလားငါ့ကိုထုတာလားမေးတာတော့ရိုးရိုးပါပဲဟုတ်လားမင်းတို့ကိုထုလားငါ့ကိုထုတာအရှင်ဘုရားကိုထုတာပါဆိုထုခါတဲ့ငါကဘာမှမဖြစ်ဘဲနဲ့မင်းတို့ကဘာလို့ဖြစ်နေတာတော့အဲ့တော့သွားကြပါဆိုပြီးတော့နောက်တောင်းပန်ပြီးတော့လှုပ်ရတယ်ဒါရှင်သာရိပုတ္တရာရဲ့တိခတ်မှုမှာကြော်ကြားတဲ့အပိုင်းလေးဒါကျမ်းဂန်တွေထဲမှာမှတ်တမ်းတင်ထားအောင်နောက်ထပ်ဦးဇင်းတို့ဒီမဟာပရိမြေကြီးတုံလှုပ်ရလောက်အောင်သူ့ရဲ့တိခတ်နိုင်စွာအဲ့ဒါကိုမှတ်တမ်းတင်ထားတာတခုရှိတယ်အဲ့ဒါကတော့ဦးဇင်းတို့တော့လွန်ခဲ့တဲ့9 နှစ်10 နှစ်လောက်တုန်းကသီဟနာရသုတ်တံဆိုပြီးတော့ဦးဇင်းတို့ဟောဖို့ပါတယ်ဟုတ်လားသီဟနာဒဆိုတာချင်းသေးဟောက်တန်လို့အဓိပ္ပာယ်ရတယ်နော်ဒီအကြောင်းအရာလေးကိုလည်းဦးဇင်းကအချင်းမြင်လေးပြောပြခြင်းတယ်နော်ရှင်သာရိပုတ္တရာကိုရမြတ်ကြီးရဲ့တိခတ်နိုင်တဲ့စွမ်းရည်ကိုတရားတော်တို့ဦးဇင်းတို့တွေကြည်ညိုစေရနော်စိတ်ထဲကအားကြစေရဒီလိုမျိုးမှန်မှန်ကန်ကန်သိမြင်မှုနဲ့ကြည်ညိုကြမယ်အားကြကြမယ်ဆိုရင်လည်းပဲအများကြီးကုသိုလ်ကောင်းမှုတိုးရမရှိဘူးလားရှိရဲ့နော်အဲ့တော့ဒါကဘာပြောထားတော့ဆိုတော့နော်အခါတစ်ပါးမှာနော်ရှင်သာရိပုတ္တရာကတည်င်းဝါလာကျွတ်လို့နော်ဒေသစာတွေလှည့်လည်မယ်ဆိုတော့သူ့ရဲ့နောက်အချမ်းရနေနဲ့မြတ်စွာဘုရားကိုရှ िख ိုးဥချပြီးတော့နှုတ်ဆက်ပြီးတော့သူခီးထွက်တာအဲ့လိုခီးထွက်တော့အများကြီးလိုက်ပို့ကြတဲ့ယဟန်တွေရှိတယ်အဲ့ဒီလိုက်ပို့ကြတဲ့ယဟန်တွေကိုရှင်သာရိပုတ္တရာကနော်အမျိုးအနွယ်တွေခေါ်ပြီးတော့နှုတ်ဆက်တယ်ကင်ပြန်ကြပါတော့မလိုက်ခဲ့တော့နဲ့ပြန်ကြတော့ဆိုနှုတ်ဆက်တယ်အဲ့ဒီတဲမှာယဟန်တစ်ပါးပါတယ်အဲ့ဒီယဟန်တစ်ပါးကတောင်းတနေတယ်ဘလို့တောင်းတနေလို့ဆိုတော့ငါ့ကိုအရှင်မြတ်ကငါ့ရဲ့အမျိုးအနွယ်လေးကိုခေါ်ပြီးတော့နှုတ်ဆက်ရင်လည်းအတိမတ်ပြုရင်လည်းကောင်းပါလို့သူကစဉ်းစားနေတာအတိမတ်ပြုတာကိုခံကျင်တယ်ဒါပေမဲ့ဖြစ်ကျင်တော့ရှင်သာရိပုတ္တရာသူ့ကိုမမြင်မိဘူးသူ့ကိုမတွေ့မိဘူးဟုတ်လားအဲ့ဒါနဲ့သူ့ကိုနှုတ်လည်းမဆက်မိဘူးနှုတ်မဆက်မိပဲနဲ့တော့ကြွမဲ့ခီးကိုကြွသွားတဲ့ခါကျတော့ပိုးပြီးတော့တိုက်ဆိုင်တာကသင်္ကန်းရမ်းလိုက်တဲ့နေရာမှာအဲ့ဒီသင်္ကန်းကအဲ့ဒီယဟန်ကိုနည်းနည်းလေးသွားပြီးတော့ခိုင်းမိတယ်သင်္ကန်းလေးခိုင်းမိတာကဘာမှမပြောပါတော့ပါဘူးရှင်မြတ်ကသိတောင်မသိဘူးဒါပေမဲ့သူကဘာလုပ်တုံးဆိုတော့သူ့ကိုမနှုတ်ဆက်တဲ့ကိုကစသူ့စိတ်ကမကျေနပ်ဘူးအကြီးအကျယ်မကျေနပ်ဘူးအတိမပြုခံကျင်တဲ့စိတ်ကလည်းအလွန်ခက်တယ်လို့ပြောရမယ်နော်ဟုတ်လားအဲ့ဒါဦးဇင်းတို့မနေ့ပြန်မှပြောမဲ့တရားထဲမှာဒီအကြောင်းအရာတွေလည်းပါလိုက်ဦးမယ်ဟုတ်လားအဲ့ဒါသူကအကျေနပ်တာကိုအခြေခံပြီးတော့သူ့ကိုသင်္ကန်းနဲ့ထိသွားတာကိုဒါအရှင်မြတ်ကိုနော်စော်ကားဖို့အတွက်သူ့မှာခိုင်လုံတဲ့အကြောင်းပြချက်ရတယ်ဘာလို့တုံဆိုတော့အဲ့ဒါမြတ်စွာဘုရားဒီကိုသွားပြီးတော့မြတ်စွာဘုရားရှင်သာရိပုတ္တရာကိုရောမြတ်ကငါဟာအက္ခတာဝကဖြစ်တယ်ဆိုတဲ့သဘောမျိုးနဲ့တပည့်တော်ရဲ့နှပန်းကိုပွင့်မတက်ဟုတ်လားသင်္ကန်းနဲ့ရိုက်ပုတ်ပြီးတော့ထွက်သွားတာတောင်းမှန်ကောင်းမှမသိဘူးလို့သွားလျှောက်တာလျှောက်တာမြတ်စွာဘုရားကသိတော်မူတယ်ဒီအကြောင်းအရာကိုအကြောင်းပြုပြီးတော့သာရိပုတ္တရာချင်းသေးဟောက်တဲ့ကဲ့သို့ရဲတောက်နော်ချင်းသေးမွတ်တဲ့ချင်းသေးဟောက်တဲ့စကားတန်တွေပြောလိမ့်မယ်အဲ့ဒါကိုမြတ်စွာဘုရားသိတော်မူတဲ့အတွက်ကြောင့်နားမှာရှိတဲ့ယဟန်တစ်ပါးကိုကဲအဲ့လိုဆိုလို့ရှိရင်ရှင်သာရိပုတ္တရာကိုသွားပြီးတော့ခေါ်ကြည့်အောင်
ဒါဖြည့်ရှင်းဖို့လိုတယ်အဲ့ဒီမှာဦးဇင်းတို့ရှင်အာနန္ဒာနဲ့ရှင်မောဂလန်ကမြတ်စွာဘုရားဟာရှင်သာရိပုတ္တရာဒီလိုမလုပ်ဘူးဆိုတာကိုသိတယ်သိရနဲ့ခေါ်ခိုင်းတာဟာအကြောင်းလို့ရှိတယ်ဒါပါလေဆိုတော့ရှင်သာရိပုတ္တရာရဲ့ရေရဲတောက်တရားစကားသံကိုမြတ်စွာဘုရားနော်ယဟန်ပိဋကကိုသိသိခြင်းလို့သာလေခေါ်ခိုင်းတာဖြစ်တယ်ဆိုတော့သိတဲ့အတွက်ကြောင့်ကြောင်တကားတော့တွေကိုအကုန်ယူပြီးတော့အကုန်လုံးလိုက်ပြီးတော့နှိုးစော်တယ်အရှင်တို့ထွက်ကြဒီနေ့သာရိပုတ္တရာနော်ချင်းသေးဟောက်တဲ့စကားသံကိုရဲရဲတောက်နော်မျက်ဆိုလိမ့်မယ်အဲ့ဒီမှာယဟန်ပိဋကတွေအများကြီးစုမိသွားတယ်ဆိုတော့ကရှင်သာရိပုတ္တရာကိုဆွဆွဲတဲ့ယဟန်လည်းမြတ်စွာဘုရားနာမှာရှိတယ်အဲ့ဒါခဏနေတော့ရှင်သာရိပုတ္တရာရောက်လာတယ်ရောက်လာပြီးတော့ရှင်ဘုရားဘာလို့ခေါ်ရတာတော့ဆိုတော့ရှောက်တဲ့မြတ်စွာဘုရားကသာရိပုတ္တရာသင်ဟာဟောဒီယဟန်ကိုနော်သင်္ကန်းနဲ့နဗန်းကိုနော်ပုတ်ခတ်ပြီးတော့ထွက်သွားတယ်ဆိုတာဟုတ်သလားအဲ့လိုမေးတဲ့အခါကျတော့ရှင်သာရိပုတ္တရာကဟုတ်တယ်လည်းမလျှောက်ဘူးမဟုတ်ဘူးလည်းမလျှောက်သူ့ရဲ့ဂုံအည်သွေးကိုပဲအဲ့ဒီမှာလျှောက်ပြတယ်တဲ့သူဟာအဲ့ဒီလိုအမျိုးအစားမဟုတ်ပါဘူးဆိုတာကိုနော်ပေါ်လွင်အောင်ပြောပြတဲ့သဘောအဲ့ဒီလိုပြောတဲ့နေရာမှာဦးဇင်းတို့စကားကိုးခွန်းပေါ့နော်ဥပမာကိုးချက်ပေးပြီးတော့ပြောတာနောက်တချို့ဥပမာတွေဆိုလို့ရှိရင်နော်ပုထုဇဉ်ယဟန်တွေအတွက်မြဲရည်တောင်ကြားတယ်လို့ဆိုတယ်တဲ့နော်အဲ့ဒီတုတ်တန်ရဲ့အဖွဲမှာနော်ဥဒီဥမာကိုးချက်ကိုပြောပြီးတိုင်းတစ်ချက်ပြောပြီးတိုင်းနော်မြေကြီးတစ်ခါတုံလို့တယ်လို့ဆိုတယ်တဲ့နော်သူပြောတဲ့ဥမာတွေကဘာတွေတုံးဆိုတော့အရှင်ဗျာတဲ့ဟောဒီမြေကြီးပေါ်ကိုလူတွေကစင်ကြယ်တာတွေကိုလည်းပြစ်ချတယ်မစင်ကြယ်တာတွေကိုလည်းပြစ်ချတယ်ကျင်ကြီးကျင်ငယ်လေးပြစ်ချတယ်နှက်တွေဘာတွေလည်းပြစ်ချတယ်တခါတလေပန်းတွေဘာတွေလည်းပဲမုံမြက်ဒါတွေလည်းပြစ်ချခြင်းပြစ်ချတာဘယ်လိုအရာတွေပဲကြလာဒီမြေကြီးဟာတုံလှုပ်တဲ့သဘောရှက်နိုးတဲ့သဘောဆက်ဆုပ်တဲ့သဘောဘာမှမရှိဘူးတဲ့အဲ့ဒီလိုပဲတပည့်တော်ဟာပထဝီသမေနစိတ်ဒေနမြေကြီးနဲ့တူတဲ့စိတ်နဲ့တပည့်တော်နေပါတယ်တဲ့တတ္တဝါအားလုံးရဲ့ပေါ်မှာနော်အတိုင်းအတာပမာဏပြလို့မရတဲ့အကျိုးလိုလားတဲ့စိတ်နဲ့တပည့်တော်နေပါတယ်တဲ့မိမိရဲ့ရုပ်ကာယရဲ့ပေါ်မှာဒီကာယရဲ့သဘောကိုမှန်မှန်ကန်ကန်သိမြင်ပြီးတော့မနေကြတဲ့ပုဂ္ဂိုလ်တို့သည်သာနဲ့သူတစ်ပါးကိုစော်ကားပြီးတော့မတောင်းမှပဲထွက်သွားနိုင်မှာပါတပည့်တော်ကတော့ဒီကာယကတာတတိကိုလည်းပဲစွတ်သွေးမြင့်မြတ်ထင်နေတဲ့အတွက်ကြောင့်ပြမပြီးတော့မတောင်းမှနဲ့ထွက်သွားတယ်ဆိုတာဘယ်လိုမှအကြောင်းမရှိဘူးဆိုတဲ့သဘောမျိုးပြောပြတာအဲ့ဒါနံပါတ်1ပြောတဲ့ဥမာကအဲ့ဒါပဲသူဟာမြေကြီးနဲ့တူတဲ့စိတ်နဲ့နေပါတယ်တဲ့ဒါလေးကဒါကမှဦးဇင်းတို့နော်ယံဖန်ယံခါလောကရန်တရားတွေနဲ့တွေ့လာတဲ့အခါမှာအမှတ်ရမိမယ်ဆိုလို့ရှိရင်သူတော်ကောင်းတို့ရဲ့လမ်းစဉ်ကဒီတိုင်းရှိတာပါလားလို့တွေးမိရင်ကိုယ်လည်းပဲသိခံနိုင်ဖို့အတွက်ဒီအကြောင်းအရာလေးကအထောက်အကူတော့မပြုတ်နိုင်ဘူးလားပြုတ်နိုင်တယ်နော်နောက်ဒုတိယပြောတဲ့စကားကဘာတော့မှတ်သားလွယ်အောင်ပဲဦးဇင်းတို့ပြောပါမယ်ဟုတ်လားမြေရေမီးလေခုစက်တိုက်ပြောမယ်နော်ရေကိုဆေးတဲ့အခါမှာစင်ကြယ်တာကိုဆေးတာလည်းရှိတယ်မစင်ကြယ်တာကိုဆေးတာလည်းရှိတယ်ဟုတ်တာပေါ့တခါတလေတနခါတွေပါလိမ့်ပြီးတော့စင်ကြယ်လေးတွေဆေးချလိုက်တာပဲမဟုတ်လားတခါတလေနော်ကျင်ကြီးအိမ်ထဲမှာနော်အညစ်အကြေးကိုဆေးချလိုက်တာလည်းမရှိဘူးလားရှိတယ်နော်ဘယ်လိုຢာကိုပဲဆေးကြောရေမှာရှက်နိုးတယ်ဆိုတာမရှိဘူးဆက်ဆုပ်တယ်ဆိုတာမရှိဘူးနော်ငါအနှိမ့်ဆက်ခံရတာပဲဆိုတဲ့အမှတ်ရေမှာမရှိဘူးအဲ့လိုပဲတပည့်တော်ဟာရေနဲ့တူတဲ့စိတ်နဲ့နေပါတယ်ဒါသူရဲ့ဒုတိယစကားနော်စောစောကပြောသလိုအသေးစိတ်ဆက်မပြောတော့ဘူးနော်အဲ့လိုပဲဦးဇင်းတို့မီးဟာစင်ကြယ်တာကိုရှုပ်ရင်လည်းလောင်းမယ်မစင်ကြယ်တာကိုရှုပ်ရင်လည်းလောင်းမယ်ဘာမှရွေးချယ်မှုမရှိဘူးသူလည်းပြစ်ချလိုက်တာမှန်သမျှသူအကုန်လောင်းကျွမ်းပစ်လိုက်မှာပဲသူ့မှာဒီမစင်ကြယ်တာတွေကိုရောင်းလို့ရွှန်ရှာဆက်ဆုပ်တယ်ဆိုတာမရှိဘူးအဲ့လိုပဲတေသောသမေနနော်မီးနဲ့တူတဲ့စိတ်နဲ့သူနေပါတယ်အားလုံးရဲ့ပုံမှာသိခံထားရတယ်ပေါ့ဘာမှထူးခြားမှုမရှိဘူးကောင်းတာလုပ်လို့လည်းပဲစိတ်ထဲမှာတက်ကြွတယ်မရှိဘူးမကောင်းတာလုပ်လို့လည်းပဲစိတ်ထဲမှာနော်ခရခက်တယ်ဆိုတာမရှိဘူးနော်တရားဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝကနော်ဒီအနေထားမျိုးနဲ့လှမ်းပြီးတော့ရှင်းမဲ့ဆိုရင်အလွန်ဝေးကွာတာကိုမတွေ့ရဘူးလားကောင်းတာနဲ့တွေ့တော့လည်းပဲကျင့်တတ်မှုနဲ့အရန်တုံလို့ရတယ်ဒါလည်းပင်ပန်းဆင်းရဲခြင်းပဲတကယ်ကဟုတ်လားမကောင်းတာနဲ့တွေ့တော့လည်းပဲမကျင့်တတ်မှုနဲ့တုံလို့ရတယ်နော်ကျင့်တတ်မှုနဲ့တုံလို့ရတာနဲ့မကျင့်တတ်မှုနဲ့တုံလို့ရတာနဲ့တော့ညီမျှထားနိုင်တယ်လို့ကိုမရှိရအောင်အာယုန်နေနဲ့တွေ့တိုင်းဟိုဘက်မလှုပ်ဒီဘက်လှုပ်ဒီဘက်မလှုပ်ဟိုဘက်လှုပ်တနည်းနည်းနဲ့တော့ဘာဖြစ်နေတော့လှုပ်နေတယ်ဟုတ်တယ်မဟုတ်လားဒီအရှင်မြတ်ကြီးတွေကြတော့လှုပ်တယ်ဆိုတာမရှိဘူးဒီတိုင်းပဲဒါကိုတာတိကုံလို့လည်းပဲခေါ်တယ်ပေါ့နော်ပြီးတော့ဗာပြောတော့လေဟာစင်ကြယ်တာကိုလည်းတိုက်တယ်မစင်ကြယ်တာကိုလည်းတိုက်တယ်ဘာလို့ပဲတိုက်ရလို့မှလေမှာရှက်နိုးတဲ့သဘောဆက်ဆုပ်တဲ့သဘောအနှိမ့်ဆက်ခံရတဲ့ဆိုတဲ့သဘောကြီးမှာလေမှာမရှိဘူး
အဲ့လိုပဲလေနဲ့တူတဲ့စိတ်နဲ့တပည့်တော်နေပါတယ်တဲ့ဒါတက်ကြီးလေးပါဥမာပေးရနော်ဟုတ်လားပထဝီအာဘောတေဇောဝါယောတက်ကြီးလေးပါဥမာပေးတာနောက်၅ခုမြောက်ပေးတဲ့ဥမာကဘာလဲဆိုတော့ဖုံတုပ်အဝတ်နော်အိမ်မှာဖုံတုပ်ဖို့ထားတဲ့အဝတ်စုံနော်သူဟာလည်းပဲစင်ကြယ်တာကိုကြားရင်လည်းပဲတုပ်ချင်တုပ်လိုက်တာမစင်ကြယ်တာတွေကိုလည်းတုပ်ချင်တုပ်ပလိုက်တာပဲရွေးချယ်နေတယ်လို့မရှိဘူးနော်ဒီအဝတ်စုပ်ကိုဘယ်သူမှငဲ့နေတယ်လို့လည်းမရှိဘူးတုပ်ချင်တာကိုတုပ်ပဲဟုတ်လားဘာကိုတုပ်တော့မှဒီဖုံတုပ်တဲ့အဝတ်ကနော်ရှက်နိုးတဲ့သဘောရွံ့ရှားတဲ့သဘောအနှိမ့်ဆက်ခါတဲ့သဘောသူ့မှာမရှိပါဘူးအဲ့လိုပဲဖုံတုပ်အဝတ်နဲ့တူတဲ့စိတ်နဲ့သူနေပါတယ်တဲ့ဘာပဲဖြစ်ဖြစ်ပေါ့သူ့မှာတုံလုံးမှုမရှိဘူး၅မျိုးရှိသွားပြီနော်အေးဒါကဥစဉ်တို့နော်ဓာတိကုံကိုထင်ရှားပြတဲ့ဒေသနာလို့လည်းဆိုနိုင်တယ်ပေါ့နော်ဒီတိုင်းပဲဆိုတဲ့အတိတ်ပဲဒါကတော့ဥစဉ်တို့ပုထုဇဉ်တွေအနေနဲ့ကတော့လို့မှစဉ်းစားလို့မရတဲ့အနေအထားမျိုးရှိနေမယ်လို့ထင်ပါတယ်ဟုတ်လားအေးနောက်6ခုမြောက်ပြောတဲ့ဥမာကဘာလို့ဆိုတော့နော်ဒွန်စန္ဒနော်ဒွန်စန္ဒတောင်းရန်စားတော့ရတဲ့ပုဂ္ဂိုလ်နော်အရွယ်ငယ်လေးတွေတောင်းရန်စားတော့ရတာတချို့ရှိတယ်နော်အဲ့ဒါမျိုးတွေရွာတွေကိုတောင်းရန်ဖို့သွားတဲ့အခါမှာနော်စုပ်ပြတ်တတ်နေတဲ့အဝတ်ကိုဝတ်ခွက်ကိုလက်ဆွဲပြီးတော့သွားတယ်သွားရင်သူတို့ဘယ်လိုစိတ်နဲ့သွားမလို့နှိမ့်ချတဲ့စိတ်နဲ့ပဲသွားမယ်တက်ကြွတဲ့စိတ်နဲ့သွားတာမရှိဘူးတဲ့အဲ့လိုပဲသူဟာနှိမ့်ချတဲ့စိတ်နဲ့ပဲလောကကြီးမှာနေပါတယ်တဲ့နော်ဒွန်စန္ဒာနဲ့ဥမာပေးတာနော်သူကိုယ်သူဟုတ်လားနောက်ဦးဇင်းတို့ခုနှစ်ခုမြောက်ပေးတဲ့ဥမာကဘာပြောလို့ဆိုတော့ဥကြိုကျိုးတဲ့နွားလာတယ်နွားကြီးတကောင်အလွန်လိမ့်မာတယ်ကောင်းကောင်းဆုံးမပြီးသားဖြစ်တယ်ဒီလိုအလွန်လိမ္မာရင်ကြီးပြီးသားဖြစ်တဲ့နွားကြီးကဥကြိုကလည်းဘာဖြစ်နေကျိုးနေသေးတယ်တဲ့အဲ့တော့ဒီနွားကြီးကဘယ်ကိုသွားလို့မှဘယ်သူကိုနှိပ်စက်မယ်နော်ခွာတရက်ရဲ့ဂျိုးတစ်ထောင်လောက်တာမျိုးသူ့မှာမရှိဘူးအလွန်နှိမ့်ချတဲ့စိတ်နဲ့နော်အလွန်ရင်ကြီးတဲ့စိတ်နဲ့သူကဘာလို့ပေါ်လာနေထိုင်တယ်အဲ့လိုပဲဥကြိုကျိုးတဲ့နွားလားနဲ့တူတဲ့စိတ်နဲ့သူနေပါတယ်တဲ့ဒါကမာနကင်းကွာတဲ့အနေအထားမျိုးလောကကြီးရဲ့အပေါ်မှာဆက်ဆံမှုမှာဘာမောက်ကြွမှုမှာမရှိဘူးပေါ့ဟုတ်လားခုလူတွေကတွေ့သမျှလူကိုထင်သေးတယ်ကိုဆရာကြီးလို့ထင်တယ်ဒီအမြင်ဒီအတွေးတွေကလူသားမနေမှာနော်အကြောင်းမျိုးကြောင့်ရှိမနေဘူးလားရှိနေရနော်ဟုတ်လားဒီစိတ်ထားမျိုးတွေထားနိုင်ဖို့ဆိုတာကတမင်တကာကိုစူးစမ်းအထောက်ပြီးတော့တွေးယူမှသာလေဟုတ်ပါလားဆိုတာမျိုးဖြစ်တာတာမန်အဖြစ်ဆိုရင်ဒီစိတ်ထားမျိုးရှိဖို့မလွယ်ဘူးနော်ဒွန်စန္ဒာနဲ့တူတဲ့စိတ်ဥကြိုကျိုးတဲ့နွားလားနဲ့တူတဲ့စိတ်တဲ့ဒါဥမာပေးတာနောက်တစ်ခုပေးတဲ့ဥမာကတော့ဦးဇင်းတို့နော်ဒီယုတ်ကာယကြီးနဲ့ဓာတ်ရိုက်ပတ်သက်တယ်အဲ့ဒီဥစ္စာကတော့နော်ရှေ့ကဥပမာတွေတက်တောင်ဦးဇင်းကဖတ်ကြည့်တဲ့အခါမှာစိတ်ထဲမှာပိုးပြီးတော့တောင်နော်သဘောကျသေးတယ်သူကဘာပြောထားတုံးဆိုတော့နော်လှကျင်ပကျင်တဲ့အရွယ်လေးလူလင်ပြိုလုံးမပြိုလေးနော်ရေမိုးချိုးဖီးလိန်ပြင်ဆင်ပြီးကစားမှာတစုံတစ်ယောက်ကအနိုင်အထက်ပြုတ်ပြီးတော့နော်ခွေးသေးကောင်ဘုတ်အပိုင်းစသို့မဟုတ်မွေးသေးကောင်ဘုတ်အပိုင်းစသို့မဟုတ်လူသေးကောင်ဘုတ်အပိုင်းစနော်လောက်တဖွာဖွာကြားပြီးတော့အနန္တတွေဆိုးဝါးနေတဲ့ဒီအပုတ်အပိုင်းစကိုတခါတည်းအတင်းအဓမ္မချုပ်ကန်ပြီးတော့သူ့ရဲ့လေပင်ကိုဆွဲပေးလိုက်မယ်ဆိုလို့ရှိရင်ဒီလူကဘယ်လိုခံစားရမလဲအလွန်ရှက်မယ်ပေါ့ဒါကြီးနဲ့လူကြားထဲသွားလို့ရမလားမရဘူးဒါကြီးကိုအလွန်ဆက်ဆုပ်တယ်ဒါကြီးကိုအလွန်လဲရှင်တယ်ပေါ့အဲ့ဒီလူလင်ပြိုလုံးမပြိုဟာဒီအကောင်ဘုတ်ဖြင့်ရှက်နိုးသလိုဆက်ဆုပ်သလိုယွန်းရှားသလိုတဲ့တပည့်တော်ဟာတပည့်တော်ခန္ဓာကိုယ်ကြီးကိုရှက်တယ်ဆက်ဆုပ်တယ်ယွန်းတယ်တဲ့အဲ့ဒီလိုစိတ်နဲ့နေတယ်ကဲဒီကရမတို့အရှင်တို့ဒါကြတော့အများကြီးစဉ်းစားတယ်ကောင်းသွားပြီနော်ကာယကတသတိဘလောက်ထင်နေတယ်လဲဆိုတာကိုစဉ်းစားဖို့ပေါ့နော်အယိုးကိုအမာခံနေရာမှာစိုက်ဆောက်ပြီးတော့အသားအသွေးနဲ့လိမ့်ကြံပြီးတော့နော်အကျိုးတွေနဲ့ဖွဲ့ရှက်ပြီးတော့အရည်သူရည်ပါနဲ့အုပ်ပြီးတော့တိဆောက်ထားတဲ့ဒီခန္ဓာအိမ်ရဲ့အတွင်းမှာရှိတဲ့အနေအထားတွေပြည့်စုံသိတဲ့မြင်တတ်မယ်ဆိုလို့ရှိရင်နော်ဒီလိုလျှောက်ထားတာကိုပို့ပြီးတော့နားလည်နိုင်လိမ့်မယ်ဟုတ်တယ်မဟုတ်လားနော်အကောင်ဘုတ်ကိုလေပင်ဆွဲခံရတဲ့လူလင်ပြိုလုံးမပြိုမျိုးလိုကိုဖြစ်နေတယ်တဲ့သူ့ရဲ့စိတ်ကဘုဇုခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့ဖြစ်နေတာသူခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့ဖြစ်နေတာနော်တော့ကာယကတတိမထင်တဲ့ပုဂ္ဂိုလ်တို့ဒီသာလဲသူတစ်ပါးကိုစော်ကားပြီးတော့မတောင်းပါမဲ့ထွက်သွားလိမ့်မယ်ကာယကတတိထင်တဲ့လူဟာအဲ့လိုလုပ်เสียအကြောင်းမရှိဘူးတဲ့ဒါကကာယကတတိနဲ့ပတ်သက်ပြီးတော့ပြောတာနောက်ဆုံးပေးတဲ့ဥမာလေးကလည်းပဲကာယကတတိနဲ့ပတ်သက်ပြီးတော့ပြောတယ်လို့ပဲဆိုရမယ်အဲ့ဒါကဘာလဲဆိုတော့ခေါင်းပေါ်မှာအမဲစီအိုကြီးတို့ရွက်ထားတယ်အဲ့ဒီအမဲစီအိုကြီးကအပေါ်ကနေပေါ်နှက်ခမ်းကကြည်ပြီးတော့ရှမ်းကြတာလည်းရှိတယ်နော်အိုကြီးကအဲ့နေတဲ့အတွက်ကြောင့်စိတ်ထွက်ပြီးတော့ရိုးကြနေတာလည်းရှိတယ်အဲ့တော့အမဲစီအိုကြီးကနေပြီးတော့တခါလေရိုးကြလာတဲ့စိတ်ကြလာတဲ့တွေကခေါင်းပေါ်နဲ့စီးဆင်းပြီးတော့
နော်မျက်နှာတစ်လျှောက်လေပင်ရင်ဘတ်အကုန်လုံးတစ်ခုလုံးကိုရွှဲရွှဲရှိုးပြီးတော့နေတယ်တစ်ခုလုံးပါဖြစ်နော်စုပ်ပဲ့နေတော့နော်အဲ့ဒီအမဲစီအိုကြီးခေါင်းပေါ်ရွက်နေရတဲ့လူဟာဒီအမဲစီအိုကြီးနဲ့ဆက်စုပ်ရွံရှာရှက်နိုးတယ်လို့တပည့်တော်ဟာလည်းတပည့်တော်ခန္ဓာကိုယ်ကြီးနဲ့ပတ်သက်ပြီးတော့ဆက်စုပ်နေပါတယ်ရွံရှာနေပါတယ်ရှက်တဲ့စိတ်ဖြစ်နေပါတယ်အဲ့လိုလျှောက်တယ်ဆိုလိုတာကဒီခန္ဓာကိုယ်ကြီးကိုနော်ရှံကြနေတဲ့စိတ်ကြနေတဲ့အမဲစီအိုကြီးလို့ဥပမာပေးပြီးတော့လျှောက်ထားတာဒီဥမာကတော့ဟုတ်တေချာစဉ်းစားကြည့်ရင်အလွန်မှလည်းပဲကွက်တိကြတဲ့ဥမာလို့မဆိုနိုင်ဘူးလားနော်ရှံကြတာရှိတယ်နော်မနေ့ကမျက်နှာတက်ရတယ်ဆိုတာဒါရှံကြထားတာတွေကိုမလုပ်ပြရတော့တုတ်တင်ပြရတာယူစီးကြတာတွေရှိတယ်ဘေးကနေစိတ်ထွက်နေတာတွေကမရှိဘူးလားရှိတယ်ဒီအနေထားမှန်ရဲ့ပုံမှာသဘောမပေါက်တဲ့သတိမထားတဲ့ပုဂ္ဂိုလ်တို့ဒီသာလင်သူတစ်ပါးကိုစော်ကားပြီးတော့မတောင်းပါမယ်ထွက်သွားလိမ့်မယ်အဲ့ဒီလိုမျိုးစကားကိုကွန်းနော်ချင်းသေးဟောက်တန်ဆိုတာအဲ့ဒါပဲဟုတ်လားတခွန်းပြောပြီးတိုင်းဘာဖြစ်တော့မြေကြီးတုံတယ်လို့ဆိုတယ်ဟုတ်လားအဲ့ဒီလိုမျိုးလဲရှောက်လိုက်ရောအပိသက်ကြီးတစ်ခုလုံးလဲဒါတိတ်ဆိတ်နေမှာပေါ့နော်အဲ့တော့စိုးသောကမဟုတ်ဘဲနဲ့ဆွဆွဲတဲ့ရဟန်းကဘလို့မှနေလို့မရတော့ဘူးသူကဟုတ်လားအဲ့ဒီတော့ဘာလုပ်တော့ဆိုတော့အနီးနားမှာရှိတဲ့မြတ်စွာဘုရားရဲ့နောက်ခြေတော်အစုံကိုပဲသူ့ရဲ့နှစ်ဖူးကိုတင်လိုက်ရတော့တယ်ရှင်ဘုရားတပည့်တော်မိုက်တိအလျောက်နော်တွေ့ဝေသည့်အလျောက်မလိမ္မာသည့်အလျောက်မဟုတ်မတရားဆွဆွဲမိပါတယ်တပည့်တော်ကိုသိခန့်တော်မူပါဒီတော့မြတ်စွာဘုရားကဗာမင်းရှိတုံဆိုတော့จิตသားတာရိပုတ္တရာတဲ့ဒီမက်ဖို့မမီအချီးနှီးသောယောက်ျားရဲ့ဥကောင်း9စိတ်မကွဲခင်မှာသင်သိခံလိုက်တော့တဲ့ဟုတ်လားရှင်သာရိပုတ္တရာကိုမင်းရှိတာနော်အဲ့တော့ရှင်သာရိပုတ္တရာကပါပြန်လျှောက်တုံဆိုတော့မြတ်စွာဘုရားတဲ့တပည့်တော်သိခံပါတယ်အဲ့ဒီအရှင်ကသာလည်းတပည့်တော်ကိုသိခံပါစေဆိုသူအတောင်လက်အုပ်ချပြီးတော့အဲ့ဒီမှာတောင်းပန်သေးတယ်တဲ့ဟောနော်ရှင်သာရိပုတ္တရာရဲ့စိတ်ဓာတ်ကိုပြောပြတာနော်ဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့သိခံတယ်ဆိုတာကဉာဏ်ပညာကြီးလေသိခံနိုင်လေဆိုတာကဒီနေရာမှာလဲလာပြီးတော့ကွက်တိလာပြီးတော့ကြားနေတယ်ဘုရားပြည့်စေကဗုဒ္ဓကလွှဲရင်လောကကြီးမှာဉာဏ်ပညာကြီးမားဆုံးဟာဘာလို့လဲရှင်သာရိပုတ္တရာပဲနော်ဒါရှင်သာရိပုတ္တရာလည်းသိခံနိုင်တာကတော့ဘုရားပဲရှိတော့မယ်လို့ပဲပြောဖို့ပဲရှိတယ်ဟုတ်တယ်မဟုတ်လားနော်သိခံမှုစွမ်းရည်ကိုပြောပြတာဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့နော်နောက်နေ့များမှာရှင်သာရိပုတ္တရာကိုရမကြီးဟောတဲ့နော်အနင်္ဂနသုတ်တံဆိုတာကိုဦးဇင်းတို့ပြောဖို့ရှိတယ်တရှင်သာရိပုတ္တရာနဲ့ရှင်မောဂလန်ကိုရမကြီးတို့ရဲ့အချင်းချင်းပြောဆိုခဲ့ကြတဲ့အတွေ့အကြုံတွေအများကြီးရှိတယ်ပြီးတော့ရှင်သာရိပုတ္တရာပြိဋိဘံစံတဲ့အကြောင်းအမြတ်ဗံကမှာပြောပြီးတော့နော်ရှင်သာရိပုတ္တရာရဲ့အကြောင်းနှစ်ညဖြစ်မယ်ပေါ့နော်အဲ့တော့ဒီကနေ့တော့နော်ရှင်သာရိပုတ္တရာနော်သိခံနိုင်တဲ့စွမ်းရည်ကိုနာယူရင်းနဲ့ပဲနော်ရှင်သာရိပုတ္တရာတရားတော်အပိုင်း1ကိုအဆုံးသတ်ကြရအောင်ဟုတ်လားဒါကြောင့်ဒီကနေ့ပိဿပေါင်းသူတော်ကောင်းတို့ကြိုးစားအထောက်ကြရသောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်တို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဲ့ညာဘုညာမျက်နှိဗ္ဗာန်ကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပြရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း